စိတ်အာယုံများနဲ့ဆောင်ရွက်မှုကိစ္စများဘုန်းကြီးတို့စိတ်ဖြစ်ပုံကိုလေ့လာခဲ့ကြပြီစိတ်ဆိုတာအဖြစ်တရားအကြောင်းတိုက်ဆိုင်လို့အာယုံနဲ့ဝတ္ထုတို့ဓာရကိုအမိပြုပြီးတော့အာယုံနဲ့ဝတ္ထုပေါင်းစုံမှုကြောင့်စိတ်တွေဖြစ်ပေါ်လာတယ်အဲ့ဒီဖြစ်ပေါ်လာပြီးတော့နောက်စိတ်တွေဟာဘာနဲ့စခန်းသွားနေတယ်လဲဆိုရင်စိတ်ဟာအာယုံနဲ့စခန်းသွားနေတယ်အဲ့လိုအာယုံနဲ့စခန်းသွားနေတဲ့အခါမှာစိတ်တစ်မျိုးစီတစ်မျိုးစီမှာဆောင်ရွက်မှုကိစ္စလေးတွေလည်းပဲကွဲပြားခြားနားမှုလေးတွေရှိတယ်အဲ့ဒီအကြောင်းကိုဒီကနေ့လေ့လာရမယ်စိတ်ရဲ့အာယုံများနဲ့ဆောင်ရွက်မှုကိစ္စများစိတ်လို့ဆိုလိုက်လို့ရှိရင်အလုံးအဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်89အကျက်121စေတသိက်52ဆိုတာသဘောပေါက်ပြီးသားဖြစ်သွားပြီစိတ်89စေတသိက်52အလုံးကိုဒီနေရာမှာရည်ညွှန်းပြီးတော့စိတ်ရဲ့အာယုံများလို့ဒီလိုပြောအာယုံနဲ့ဝတ္ထုပေါင်းစုံလိုက်သည့်အတွက်ကြောင့်လူတွေရဲ့တဏ္ဍာမှာမိယဝတ္ထုယုတ်ကနေပြီးတော့စိတ်တွေဟာဖြစ်ပေါ်ပြီးတော့လာကြတယ်အဲ့ဒီဖြစ်ပေါ်လာတဲ့စိတ်တွေဟာဘာနဲ့အလုံးလုံးကြတယ်လဲဘယ်သူနဲ့ဆက်သွယ်နေကြတယ်လဲဆိုတာဟာအမတန်သိဖို့အရေးကြီးတယ်စိတ်ဟာအာယုံမရှိဘဲနဲ့ဖြစ်ပေါ်လာရုံထုံးစံမရှိဘူးစိတ်မှန်တရားဟာဆံရအာယုံရှိနေကြတာဒီပဲအာယုံမရှိတဲ့စိတ်ရလို့မရှိဘူးဘယ်စိတ်ပဲဖြစ်ဖြစ်ဆံရအာယုံလေးတစ်ခုရှိနေကြတယ်အဲဒီစိတ်ရဲ့အာယုံကိုလောကီရဲ့အမည်နာမတွေနဲ့ပြောရင်ဆုံးနိုင်မှာမဟုတ်လို့မြတ်စွာဘုရားကအမည်နာမ6မျိုးနဲ့အာယုံ6ပါးလို့ဒီလိုဟောထားတာရှိတယ်အဘိဓမ္မာတော်ရအမည်ပညာတင်လိုက်တဲ့အခါကျတော့အာယုံက6မျိုးပဲရှိတယ်စာလို့ပြောလို့ရှိရင်ရူပယုံတတ္တယုံကန္တာယုံရတ္တယုံဖုဒ္ဓဘာယုံဓမ္မယုံပေါ့နော်အာယုံ6မျိုးအာယုံဆိုတဲ့သဘောကိုရှင်းလင်းပြီးတော့ပြောခဲ့ပြီစိတ်ရဲ့ပျော်မွေ့ရာအဲ့ဒီစိတ်ရဲ့ပျော်မွေ့ရာအာယုံ6မျိုးတဲ့ရူပယုံဆိုတာဘယ်လိုဟာခေါ်တာတော့လို့ဆိုလို့ရှိရင်မျက်စိနဲ့မြင်လို့ရတာရူပယုံမျက်စိနဲ့မြင်လို့ရတာကရူပယုံညမှာလို့တော့ဒါအဆင်းအာယုံလို့ပြောပါမျက်စိနဲ့မှမြင်လို့ရတယ်မျက်စိမှလာပြီးတော့ထင်ဟပ်ပေါ်လွင်နိုင်တယ်တခြားနေရာမှာထင်ဟပ်ပေါ်လွင်နိုင်ခြင်းမရှိဘူးအဲ့ဒီအာယုံမျိုးကိုရူပယုံလို့ဒီလိုသတ်မှတ်တယ်နော်ရူပယုံဆိုတာယုံ28ခုတည်းကတစ်ခုသောယုတ်ကလေးပဲယုတ်ကလေးတစ်ခုကိုသာခေါ်အဲ့တော့ယုံ28ပါးလုံးမြင်ရတာမဟုတ်တစ်ခုတည်းပဲမြင်ရတယ်မြင်ရတဲ့ယုတ်ကရူပလို့ခေါ်တဲ့အဆင်းယုတ်ကလေးတစ်ခုပဲမြင်ရတယ်အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ visible object လို့ပဲဒီလိုပြန်တယ်ဖုန်းလို့ပြန်ကြတယ်ကာလာလို့ပြန်ကြတယ်ခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်ရူပဆိုတာမြင်လို့ရတဲ့ယုတ်မျက်စိဖြင့်မြင်လို့ရတဲ့ယုတ်ကလေးအဲ့ဒါဟာမျက်စိမှာလာပြီးတော့ဆက်သွယ်လာလို့ရှိရင်စိတ်ကိုဖြစ်ပွားစေနိုင်တဲ့မြင်လို့ရတဲ့ယုတ်တချို့ပုဂ္ဂိုလ်တွေကရူပယုံဆိုတာအတွေးထဲမှာသာရှိတယ်ပေါ့မျက်စိကမြင်တာတွေကအစစ်မဟုတ်ဘူးအတွေးထဲမှာသာရှိတယ်လို့ဆိုပြီးတော့ရူပယုံဆိုတာမရှိဘူးလို့စိတ်ရဲ့ဉာဏ်စီချက်ဖန်တီးချက်များသာဖြစ်တယ်လို့ဒီလိုပြောတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်မြတ်စွာဘုရားကတော့ရူပယုံဆိုတာရှိတယ်လို့ဟောထားတာအဲ့ဒီမှာဘုန်းကြီးတို့နယ်သာလန်နိုင်ငံအဘိဓမ္မာသင်တန်းသွားပြီးတော့ပို့ချတော့ဒေါက်တာတူ psychology ယူထားတဲ့ဒေါက်တာတူကသူလည်းပြီးမှလာတက်ဖူးတယ်
လာတက်တဲ့အခါကျတော့သူတို့စာသင်မောစာသင်ပဲချင်းဘာပြောတော့ဆိုရူပယုံဆိုတာစိတ်ရဲ့စိတ်ကူးစိတ်တမ်းများစိတ်ထဲရဲ့ထင်မြင်ချက်များတာဖြစ်တယ်ပေါ့စိတ်ကဖန်တီးယူတာဥပမာပဲပန်းလို့ဆိုလိုက်လို့ရှိရင်ဒါစိတ်ကဖန်တီးယူထားတာပေါ့တကယ်မဟုတ်ဘူးလို့စိတ်ရှိလို့ဒါတွေရှိနေတယ်လို့ရူပယုံဆိုတာမရှိဘူးလို့သူ့အမြင်ကိုဒီလိုပြောတော့ဘေးကလူတွေကမဟုတ်ဘူးဆိုတာပြောပေမဲ့သူလက်မခံဘူးလက်မခံသည့်အတွက်ကြောင့်ဆရာတော်ဒါကိုရှင်းပြပါအောင်နဲ့ဆိုပြီးတောင်းဆိုကြတဲ့အခါကျတော့မဟုတ်ဘူးစိတ်ကကူးတယ်ဆိုတာနောက်မှကူးတာမျက်စိကမြင်လို့ရတဲ့အရာဆိုတာကရှိတယ်ကင်းပြီးစီပေါ့ကင်းပြီးစီမြင်လို့ရတဲ့အရာ the object can be seen မြင်လို့ရတဲ့အရာဆိုတာဟာဘာကြောင့်ရှိတယ်လို့ပြောတော့ဆိုလို့ရှိရင် can be heard ဆိုတာနဲ့တခြားစီဖြစ်သွားတယ်နားကကြားလို့ရတယ်ဆိုတာနဲ့မျက်စိကမြင်လို့ရတယ်ဆိုတာတူသလားမတူဘူးမတူအဲ့တော့နားနဲ့မှကြားလို့ရတယ် can be heard ကြားလို့ရတယ်ဆိုတဲ့အတန်ရုပ်ရှိတယ်လို့ပဲ can be seen မျက်လုံးနဲ့သာမြင်နိုင်တယ်ဆိုတဲ့ရုပ်ရှိတာပေါ့စက္ခုဝိညာဉ်ရလို့ခေါ်တယ်ဆိုတော့မှသူကတွေ့ပြီးတော့စဉ်းစားသွားတယ်သူကဘယ်ယူဆတွေလှမ်းမိုးနေတယ်လဲလို့ဆိုလို့ရှိရင်ယောဂကြာရလို့သူတို့ယောဂစာရ system ဆိုတာယောဂစာရစကူးဆိုတာမဟာယာနအတိုင်းဝိုင်းမှာအဘိဓမ္မာတစ်ခုရှိတယ်အဲ့ဒီယူဆဘာလို့ဆိုဝိညာတိမတ္တရတာစိတ်သာအရှိတရားတဲ့ဉာဏ်တွေကစိတ်ကဖန်တီးထားတာစိတ်တစ်ခုတည်းကိုပဲလက်ခံတယ်ဉာဏ်တွေကစိတ်ရဲ့ဖန်တီးချက်တွေဆိုပြီးတော့လက်မခံအဲ့ဒီယောဂစာရကျမ်းကဝိညာတိမတ္တရတာဝိညာဉ်မျှတာရှိတယ်ဝိညာဉ်မျှတာရှိတယ်အသိစိတ်မျှတာရှိတယ်ဉာဏ်တဲ့အရာတွေကစိတ်ရဲ့ဖန်တီးချက်မျှတာဖြစ်တယ်လို့ဒီလိုယူဆတဲ့စာတွေကိုသူကဖတ်ထားတော့အဲ့ဒါနဲ့ထေရဝါဒအဘိဓမ္မာသွားရောပြီးတော့မျက်စိကမြင်ရတယ်ဆိုတာတကယ်ရှိတာမဟုတ်ဘူးအဲ့ဒါလိုသွားပြီးတော့ပြောတော့အများယူဆနဲ့မညီမမျှဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲရူပယုံဆိုတာယုံ28ပါးထဲမှာပါဝင်တဲ့ရုပ်ကလေးတစ်ခုပဲရူပဆိုတဲ့ဆင်းရုပ်ကလေးတစ်ခုကိုပြောတာဉာဏ်နဲ့ရုပ်တွေကိုမျက်စိနဲ့မြင်လို့ရတာမဟုတ်ဘူးအဲ့တော့သူ့ကိုရှင်းပြတဲ့အခါကျတော့ဒီရုပ်ဟာ the material quality can be hard ကနေပြီးတော့ဆန့်ကျင်ဘက်မတူညီတဲ့ the material quality can be seen ကြည့်လို့ရတဲ့ရုပ်ဆိုရှိကိုရှိတယ်အတန်ကြတော့သူမငြင်းရဲဘူးလေဘာဖြစ်လို့လဲဆိုတော့အတန်ရှိတယ်ဆိုတာထင်ရှားနေတော့သူငြင်းလို့မရဘူးအဲ့ဒါကြောင့်အတန်ရှိတယ်ဆိုတာလည်းငြင်းလို့မရဘူးမျက်စိကမြင်ပြီးတော့စိတ်ကူးတယ်ဆိုတဲ့ရူပယုတ်တော့သူကငြင်းနေတယ်အဲ့ဒါလိုပြောလိုက်တဲ့အခါကျတော့သူကဆက်မပြောတော့ဘူးရပ်သွားတယ်သဘောကျသွားလားမကျဘူးလားတော့မပြောဘူးသူဆက်ပြီးတော့တွေးသွားတယ်ပေါ့လေတွေးသွားအဲ့တော့စာမျိုးစုံဖတ်တဲ့ပုဂ္ဂိုလ်ကလည်းပဲတခါတရံကျတော့အန္တရာယ်ရှိတယ်အန္တရာယ်ရှိတယ်ဆိုတာအတွေးမျိုးစုံနဲ့ရေးထားတဲ့စာတွေပေါ့ဘာသာတရားကိုလေ့လာတယ်ဆိုတဲ့နေရာမှာလည်းပဲမှန်ကန်တဲ့တင်ပြချက်တွေကိုလေ့လာလို့ရှိရင်အကြောင်းမဟုတ်ဘူးမမှန်မကန်ဟောပြောချက်တွေကိုလေ့လာပြီးလို့မိမိကလည်းပဲစာမစုံသေးဘူးသို့မဟုတ်အတွေးခေါ်ရင့်တမ်းမှုမရှိသေးဘူးဆိုလို့ရှိရင်ဒီစုံတစ်ခုကလွဲမှားသွားနိုင်သေးတယ်ဒါလည်းတတိထားရမယ့်အချက်တစ်ခုပဲမစုံသေးလို့ရှိရင်အရှိကိုမှတ်ထားဖို့လိုသေးတယ်တကယ်မူရင်းကျမ်းကဘယ်လိုဆိုတယ်ဆိုတာကိုမှတ်ထားဖို့သဘောမကျသေးရင်သဘောကျအောင်ကြံစည်ဖို့အဲ့ဒီလိုမှမဟုတ်လို့ရှိရင်မကန်တဲ့လမ်းကြောင်းကနေပြီးတော့လွဲထွက်သွားနိုင်တယ်ပေါ့အဲ့တော့မျက်စိနဲ့မြင်ရတဲ့ရုပ်ဆိုတာမျက်စိနဲ့မြင်လို့ရတာစက္ခုဝိညာဉ်ယံမျက်စိဖြင့်မြင်ပြီးတော့သိရတဲ့ရုပ်ဆိုတာရှိကိုရှိတယ်ပေါ့ဘုန်းကြီးတို့တွေလည်းအကယ်၍မျက်စိပြတ်သွားပြီဆိုလို့ရှိရင်ထိုရုပ်မျိုးကိုယ့်ရဲ့တဏ္ဍာမှာဒီမျက်စိနဲ့မြင်ပြီးတော့ကြည့်လို့ရတဲ့ရုပ်မျိုးသူများအနေနဲ့သာရှိတော့တာကိုယ်အနေနဲ့
ကိုယ့်ရဲ့မျက်စိမှာလာပြီးတော့ထင်ဟပ်တာမရှိသည့်အတွက်ကြောင့်ကိုယ်မှာစက္ခုဝိညာဉ်စိတ်ဆိုတာဖြစ်ဖို့အခွင့်အလမ်းနဲ့မရှိတော့ဘူးပေါ့နော်ဒါကြောင့်မလို့ရူပဆိုတဲ့ဒီအစင်းရုပ်ကလေးဟာမျက်စိနဲ့မြင်ရတဲ့အစင်းရုပ်ကလေးတဲ့သဏိဒသနာမြင်အပ်တဲ့သဘောကလေးနဲ့တကွာဖြစ်တဲ့ရုပ်ကလေးလို့ဘုန်းကြီးတို့ပြီးတော့မှဒီလိုဆိုထားတယ်အဲ့ဒီမျက်စိနဲ့မြင်ရတဲ့အစင်းအာယုံယုံလေးဟာဒါရူပယုံလို့ခေါ်တယ်နောက်တစ်ခုကတတ္တယုံအတန်ယုတ်ကလေးရူပယုံဆိုတဲ့အစင်းယုတ်ဒီနေရာတကာမှာရှိတယ်ရုပ်အလုံးမှာဖွဲ့စည်းပြီးတော့ပါဝင်နေတယ်အလုံးရင်ရုပ်ပိုင်းလေ့လာတဲ့အခါတုန်းကရုပ်ဟာ unity of 8အနည်းဆုံးသူ့ရဲ့ unit ဟာ8ခုနဲ့ဖွဲ့စည်းထားတယ်ဒါကိုစာပေကအထက်ကလရုပ်8ခုလို့ဒီလိုပြောတာနော်အထက်ကလရုပ်8ခုနဲ့ဖွဲ့စည်းထားတာအဲ့ဒီထဲမှာရူပဆိုတဲ့အစင်းရုပ်ကလေးပါတယ်ပေါ့နည်းနည်းမှတ်မိအောင်ပြန်ပြောရမယ်ဆိုရင်မဟာဘုတ်၄ပါးရှိတယ်ထို့မဟာဘုတ်၄ပါးမှာရှိနေတဲ့မျက်စိနဲ့မြင်လို့ရတဲ့ဟာတွေကရူပနှာခေါင်းနဲ့သိလို့ရတာလေးကခန္ဓာရှာနဲ့သိလို့ရတာလေးကရတာနောက်ပြီးတော့အစီဩဇာအဲ့ဒါတွေပေါင်းလိုက်တဲ့အခါကျလို့ရှိရင်အာဝိနေဘောကယုတ် indivisible ခွဲလို့မရဘူးလို့ဆိုလို့ယုတ်ဆိုတာဒီ၈ခုအပေါင်းမှယုတ်လို့ခေါ်လို့ရတယ်သို့သောဘာလို့၈ခုလို့ပြောနိုင်တာတော့ဆို function တွေမတူဘူးပေါ့ function တွေမတူဘူးပေါ့မတူတဲ့သဘောလေးကိုကြည့်ပေါ့အနတ်နဲ့ဒီအရသာနဲ့တူမှမတူတာအနတ်ကဘာလို့ဆိုရင်ခန္ဓာဝိညာဉ်စိတ်ဖြင့်သာသိရတယ်ခန္ဓာပတာရဖြင့်သာရယူနိုင်တယ်အရသာကြတော့နှာခေါင်းနဲ့သိလို့ရသေးလားမရတော့ဘူးလျှာနဲ့မှဇီဝဝိညာဉ်စိတ်နဲ့မှသိနိုင်တယ်လျှာနဲ့ထိတွေ့မှသိလို့ရတယ်ဆိုဟောတရံချင်းကကွာသွားတယ်လေအဲ့ဒါလိုရဲ့သူ့ရဲ့ပုံပန်းသဏ္ဍာန်ချင်းမတူညီတဲ့အချက်ကလေးတွေကိုကြည့်ပြီးတော့ဆောင်ရွက်မှုကိစ္စလေးတွေသဘာဝကလေးတွေလက္ခဏာလေးတွေ characteristic လေးတွေကတစ်ခုစီတစ်ခုစီကိုရုပ်၈ခုလို့ပြောတာဒီတိုင်းပြောတာမဟုတ်မတူညီတဲ့သဘာဝလေးတွေကိုတွဲပြီးတော့ကြည့်ပြီးတော့ပြောအဲ့ဒီရုပ်၈ခုထဲမှာဒီရူပဆိုတဲ့အစင်းရုပ်ကပါနေတယ်သို့တော့အဲ့ဒီထဲမှာတတ္ထလို့ဆိုတဲ့ဒီတတ္ထယုံလို့ခေါ်ရတဲ့အတန်ဆိုတဲ့ယုံမှာဒီထဲမှာမပါဘူးအတန်ယုံမပါဘူးအထက်ကရယုတ်ရှိခုထဲမှာအတန်ယုံမပါဘူးဒါဖြင့်တတ္ထဆိုတဲ့အတန်ယုတ်ကဘယ်မှာရောက်နေတာလို့ဆိုတတ္ထဆိုတဲ့အတန်ယုတ်ဟာပစ္စုပန်အကြောင်းကိုငဲ့ပြီးတော့မှဖြစ်ပေါ်လာတဲ့ယုတ်ဖြစ်တယ်ဖွဲ့စည်းထားလို့ရတဲ့အယုတ်မျိုးမဟုတ်ဘူးဒါနဲ့ပတ်သက်ပြီးတော့လည်းပဲဂျာမနီနိုင်ငံကလုံးမြို့နာက Wall House ဆိုတဲ့ဒီနေရာလေးတစ်ခုမှာအဘိဓမ္မာသင်တန်း2ကြိမ်ပို့ချခဲ့ဘူးလေအဲ့ဒီပို့ချတော့ကအဘိဓမ္မာသင်တန်းလာတက်တဲ့ဂျာမန်တယောက်ကဒီအထက်ကရယုတ်၈ခုတည်းကိုဘာဖြစ်လို့တတ္ထမပါတာတော့ဆိုပြီးတော့သူကလာပြီး argument လုပ်ဖူးတယ်တတ္ထယုတ်ပါတဲ့နယ်ပေါ့သူကမပါဘူးတတ္တယုတ်ဆိုတာဒီမှာမရှိဘူးသူကဘာနဲ့သွားရောတော့ဆိုတော့ကက်ဆက်တို့ဘာတို့အတန်ဖမ်းပြီးတဲ့နောက်မှာအဲ့ထဲမှာအတန်တွေရှိနေတယ်ပေါ့အဲ့ဒါကြောင့်မလို့ရုပ်တွေဖွဲ့စည်းတဲ့အထဲမှာလည်းပဲအတန်ယုတ်လည်းရှိရမယ်လို့သူကယူဆတယ်အဲ့ဒါကိုဘုန်းကြီးတို့ကဥပမာနဲ့ရှင်းပြရတယ်စောင်းဥပမာနဲ့ရှင်းပြတယ်စီဥပမာနဲ့ရှင်းပြတယ်ပီယာနိုဒါတွေနဲ့ရှင်းပြတော့မင်းပီယာနိုထဲမှာအတန်ရှိနေသလားလို့ဆိုသူစဉ်းစားလာတီးတဲ့ခတ်တဲ့အခါကျမှအတန်ပေါ်လာတာလို့ဒီထဲမှာအတန်ကိုစတိုလောက်တာတော့မရှိဘူးအဲ့တော့လူရဲ့တိခတ်မှုကြောင့်ဖြစ်လာတာမိจิตထဲမှာလည်းပဲမီးမရှိဘူးလို့သို့တော့ possibility အနေနဲ့သာရှိနေတာမီးမရှိဘူးလို့အကြောင်းဆုံစည်းတဲ့အခါကျတော့မှမီးတောက်ကလေးပေါ်လာတာလို့အတန်ဟာလည်းပဲထို့တူပဲမိจิตဖူးကမီးတောက်ကလေးပေါ်လာတယ်လို့ချစ်လိုက်လို့မိတောက်ကလေးပေါ်လာတယ်လို့ပဲအတန်ကလည်းပဲစိတ်ဆိုတဲ့အကြောင်းဥဒုဆိုတဲ့အကြောင်းတစ်ခုခုနဲ့ရိုက်ခတ်လိုက်မှပေါ်လာတာ
နောက်တော့သူသဘောကျသွားတော့မိကုန်းတွေမေးတာရှောင်သွားတယ်သူသိကျင်တာလေးတွေလောက်ပဲစာနဲ့ဆိုင်ရာမိကုန်းပဲမေးတော့တယ်အဲ့ဒါသူတော့ရှင်းသွားတယ်အဲ့ဒီလူတရားဂျာမန်တရားအဲ့တော့ခုနကကက်ဆက်တို့ရေဒီယိုတို့ဆိုတဲ့အတန်တွေကသူကဖမ်းထားပြီးတော့ပြန်လွှင့်တဲ့အတန်တွေဒါတွေက secondary primary မဟုတ်ဘူးဖြစ်ပြီးတော့မှထိန်းထားတဲ့အတန်တွေဖြစ်သွားတယ်မူလကရှိနေတဲ့အတန်ဟုတ်ပါမလားမဟုတ်ဘူးခုနကအဆင်းတို့ဘာလို့ဆိုတော့မူလကရှိနေတာအဲ့တော့အတန်ဆိုတာဒါကြောင့်မလို့အဘိဓမ္မာမှာတတ္တောစိတ်တော်တုဆိုစိတ်ဥဒုနှမျိုးကြောင့်ဖြစ်တယ်လို့ဆိုတော့စိတ်ကြောင့်ဖြစ်တဲ့အတန်ရှိတယ်စေတစတတ္တဥဒုကြောင့်ဖြစ်တဲ့အတန်ရှိတယ်ဥဒုစတတ္တအဲ့ဒီလိုစိတ်ဥဒုဆိုတဲ့ပြစ္ဆုတ်ပံအကြောင်းတရားတွေကိုအမိပြုပြီးတော့အတန်ဆိုတာကနေရာတကာကနေထွက်ပေါ်လာတာပဲဘယ်နေရာကြည့်လိုက်အတန်ထွက်နိုင်တဲ့နေရာဆိုရင်သူ့အင်အားလိုက်ဖြစ်တာပဲတန်ကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းတီးလက်အတန်ထွက်တာပဲတန်ကြောင်းနဲ့နာယံတစ်ခုခောက်လက်အတန်ထွက်တာပဲအဲ့ဒီလိုအတန်ဆိုတာတစ်ခုနဲ့တစ်ခုရိုက်ခတ်လို့ထွက်ပေါ်လာတဲ့အရာမျိုးသာဖြစ်တယ်လို့ဆိုတာနောက်တော့သဘောပေါက်အဲ့ဒီထွက်လာပြီးတော့မှတော့ထိန်းလို့ရတာပေါ့ထွက်လာပြီးတော့မှထိန်းထားလို့ရှိရင်ဒါဥရုဇတတ္တလို့ပဲခေါ်တော့တာပဲအင်ကောင်းပြီတတ္တဆိုတဲ့တတ္တယုံဟာ to be heard ကြားလို့ရတယ်ခင်ပြီ heard နားထောင်လို့ရတယ်နားနဲ့ပဲဆက်သွယ်ပြီးတော့သောတာဝိညာဉ်စိတ်နဲ့ပဲသိနိုင်တယ်ဉာဏ်နဲ့စိတ်နဲ့သိလို့မရဘူးခုနကမြင်လို့မြင်ရတဲ့ဟာနဲ့တခြားစီဖြစ်သွားဘူးပေါ့အာယုကနောက်တစ်ခုအာယုတစ်ခုကခန္ဓာပဒါရလို့ဆိုတဲ့နှာခေါင်းကိုအသုံးချပြီးတော့သိရတဲ့အာယုမျိုးအဲ့ဒါကိုခန္ဓာယုံအနတ်အာယုပေါ့အဲ့ဒီအနတ်အာယုကခန္ဓာပဒါရကနေဆက်သွယ်ပြီးတော့မှခန္ဓာဝိညာဉ်စိတ်နဲ့ပဲသိနိုင်တယ်ဟောတာကသက္ကဝိညာဉ်စိတ်နဲ့သိရတဲ့အဆင့်အာယုနဲ့လည်းမတူဘူးနာသောတာဝိညာဉ်စိတ်နဲ့သိရတဲ့အတန်အာယုနဲ့လည်းမတူဘူးဒါမတူဘူးဆိုတာလေကိုယ့်ဘာကိုလက်တွေ့ကြည့်လို့ရတာပဲဟုတ်ကဲ့လားနေ့စဉ်နဲ့အမျှဒါတွေကြုံတွေ့နေတာပဲအနတ်ရတယ်ဆိုရင်နှာခေါင်းနဲ့ပဲရှူကြည့်ကြတာမျက်လုံးနဲ့ကြည့်လို့မှရမှာမရဘဲနဲ့အနတ်ပေါ့ဟုတ်တယ်မဟုတ်လားဟဲ့ဒီနာဘာနန်းနေတယ်ဟဲ့ဆိုပြီးတော့ရှုခဲလုပ်ကြည့်ကြတာပဲလို့ပဲနှာခေါင်းနဲ့ရှူကြည့်မှအနတ်ဆိုတာသိတာလေထို့တူပဲရတ္တယုံနဲ့လျာနဲ့ထိတွေ့ပြီးတော့မှဇီဝဝိညာဉ်စိတ်နဲ့သာသိနိုင်တဲ့အာယုမျိုးရတ္တယုံဒါလည်းခုနအရင်းနဲ့မတူထူးခြားတယ်ရတ္တယုံဆိုတာမျက်စိနဲ့ဥပမာမဲ့မှတ်ထားတဲ့သင်ညာနဲ့တော့ကြည့်လို့ရတာပေါ့စားမြင်လိုက်ရင်ငါမှာပဲဆိုတာဒါအတွေ့အကြည့်သိတာဘာဖြစ်လို့အတွေ့အကြုံနဲ့သိသွားဟုတ်ကဲ့အတွေ့အကြုံနဲ့သိတယ်လို့ခေါ်တယ်တမယာတိမြင်ချင်းမှာပဲလို့ဆိုပြီးအတွေ့အကြုံနဲ့သိတယ်ဘာလို့ဆိုချင်းတဲ့တမယာတိကြီးတွေ့ဘူးလားဟုတ်မြို့တိမြင်တာနဲ့စနေပြီဇီဝတိမြင်တာနဲ့ဟုတ်လားသိကြကုန်ပြီဘာဖြစ်လို့တော့ဆိုအတွေ့အကြုံနဲ့ပြောနေတာအဲ့ဒါတွေကအတွေ့အကြုံနဲ့တွေးကြည့်ပြီးတော့ဖြစ်တဲ့ဟာကြီးနော်တကယ်ရတာသိချင်ရင်တော့ရှာထဲမှာသိတယ်မဟုတ်လားအေးဒါကြောင့်မလို့ရတ္တယုံစာတခါမှမစားဘူးတဲ့အစာဟာတခါမှမမြင်ဘူးတဲ့အသီးဆိုလို့ရှိရင်ကြည့်ပါလားဒါလေးကကောင်းတယ်မြည်ကြည့်ပါလားဆိုမြည်ကြည့်မှပဲအရသာကိုသိတာလေမျက်စိကမြင်ုံနဲ့အရသာမသိနိုင်ဘူးတဲ့ဒါလည်းမတ္တမထင်ရှားတဲ့ကိစ္စတစ်ခုပေါ့နော်ကောင်းပြီရတ္တယုံဒါလည်းအရင်အာယုန်တွေနဲ့မတူဘူးတဲ့နောက်ဖုဒ္ဓဘာယုံဖုဒ္ဓဘာယုံဆိုတာခန္ဓာကိုယ်ကိုလာထိပြီးတော့မှသိရတဲ့ဟာလေဖုဒ္ဓဘာအာယုံဆိုတာတခြားဟာကိုခေါ်တာမဟုတ်ဘူးပထဝီဆိုတဲ့ခက်မာမှုနုညံ့မှုမာတယ်ပြော့တယ်ဆိုတဲ့သဘောချမ်းတမ်းတယ်နုညံ့တယ်ဆိုတဲ့သဘောတစုံတစ်ခုကိုစမ်းကြည့်လို့ရှိရင်ကိုကပြော့သလားမာသလားသိကျင်တယ်ဆိုလို့ရှိရင်လူရဲ့ intention အတိုင်းပဲပြော့တယ်မာတယ်ကိုသိတယ်ပေါ့ပထဝီကိုစမ်းမိတယ်လို့ပြောတယ်အဲ့ဒါဖုဒ္ဓဘာယုံကိုယ်နဲ့ပဲစမ်းသပ်ကြည့်ရမျက်စိကနေကြည့်လို့မရဘူးတခါတလေပန်းလေးတွေလှတာဟောဒီပန်းလေးကဒါပျော့ပျော့လေးလားပန်းအစ်စ်လားပလတ်စတစ်ပန်းကြီးလားဆိုတာကင်ကြည့်ရသေးတယ်ဟုတ်ကဲ့
ကန်ကြည့်ပြီဆိုရင်လက်ရဲ့အကူအညီနဲ့သူကတိသွားတယ်ပိုးထင်ရှားတယ်။ဩဒါကတော့အစစ်ဒါကတော့ plastic လောက်ထားတာဒါကတော့ပိုးစားလေးပဲနဲ့ဆိုပြီးတော့ပြောလို့ရတယ်လေ။အဲ့တော့ဒီခါတလေမျက်စိကလည်းပဲဆုံးဖြတ်လို့မရဘူး။မရတဲ့အခါကျတော့ဒီကာပတာရနဲ့သိရမယ့်ကိစ္စဟာခန္ဓာကိုယ်နဲ့ထိကြည့်မှပဲသိတယ်။အဲ့တော့ပြောသလားမာသလားကြည့်ကြလို့ရှိရင်ပထဝီဆိုတဲ့သဘောကိုတွေ့ရလိမ့်မယ်။တခါပူသလားအေးသလားကိုကိုယ်ကသိချင်တယ်ဆိုလို့ရှိရင်လူရဲ့နှလုံးသွင်းရတေဇောဆိုတာကိုတွေ့ရလိမ့်မယ်။လှုပ်ရှားမှုတွန်းခံမှုရှိသလားဆိုတာကိုသိချင်လို့ရှိရင်ဝါရောရဲ့သဘောကိုသိရတယ်လို့ဆိုပထဝီရဲ့တေဇောရဲ့ဝါရောရဲ့ဟောဒီသုံးခုပေါင်းစည်းပြီးတော့ဖုထဘာယုံလို့ဒီလိုခေါ်ထားတာအဲ့ဒီသုံးမျိုးဟာကာယပတာရနဲ့ဆက်သွယ်ထိပြီးတော့မှကာယဝိညာဉ်စိတ်နဲ့သိရတဲ့အရာတွေဖြစ်တယ်ဒါလည်းအာယုံတစ်ခုပဲနော်ဒီစနေမြလူတွေဒီအာယုံတွေနောက်လိုက်ပြီးတော့နေကြတာလူတွေရဲ့စိတ်တွေဟာဘယ်အာယုံတွေနဲ့ပြောနေတုံးဆိုအမြင်အာယုံတွေနဲ့ပြောတယ်အတန်အာယုံတွေနဲ့ပြောတယ်အတန်ဆိုအမျိုးစုံလုပ်ပြီးပြောတယ်လေယောဒနာအတန်မပြောရတဲ့အခါကျတော့ဟုတ်လားဟစ်ပေါ်ဆိုတဲ့အတန်တွေနဲ့ပြောတယ်အမျိုးစုံပဲလူရဲ့စိတ်ဆိုတာတော်တော်ဆန်းတယ်ချင်းချင်းဆိုတာမှတခါနားထောင်ခြင်းအဲ့လိုလူရဲ့စိတ်ဟာမျက်စိကမြင်ရတဲ့အာယုံနဲ့ပြောတယ်အမျိုးမျိုးကြည့်တယ်အမျိုးမျိုးဖန်တီးယူတယ်ကြည့်လေဒီဇိုင်းတွေထုတ်လို့ကိုမလောက်ဘူးဘာဖြစ်လို့လဲဆိုဒီအစင်လေးကလှတယ်ဒီအကွက်ကလေးကလှတယ်ဒီဒီဇိုင်းလေးကလှတယ်နဲ့ဆိုပြီးတော့ဒီဇိုင်းလာတာလိုက်ရှာပြီးတော့မျက်စိကကြိုက်တဲ့အယောင်ရှားနေကြတာဟုတ်တယ်မဟုတ်လားအယောင်ဆိုလဲအမျိုးမျိုးစပ်ပြီးတော့ဒီအယောင်ကအနီရဲကြီးမကြိုက်ဘူးအနီလေးနဲ့ဗာလေးနဲ့စပ်ထားမှဆိုစပ်တဲ့အယောင်တွေလိုက်ရှာဆုံးကုန်မဆုံးနိုင်ဘူးဒီအာယုန်တွေပေါ်မှာလိုက်စားနေပုံကိုကြည့်အတန်ဆိုလို့ရှိရင်လည်းမျိုးမျိုးပဲရိုးရိုးအတန်ဆိုနားမထောင်ရဘူးခုနချောင်းချောင်းချင်းချင်းအတန်ဆိုလို့ရှိရင်တကူလုံးတောင်လှုပ်လာလိုက်အောင်ခေါင်းလေးညိတ်ခေါင်းညိတ်ရုံနဲ့မကဘူးဒီကိုယ်လုံးရမ်းထွက်တာနောက်ကြတို့တူရဲ့ရတ္တယုံနဲ့ပတ်သက်လို့ကလည်းအမျိုးမျိုးအစားတွေတီထွင်ကြတယ်အမျိုးမျိုးစားတာဟိုဟိုတယ်ကတစ်မျိုးဒီဟိုတယ်ကတစ်မျိုးဒီစားတော့တယ်ကတစ်မျိုးဟိုစားတော့တယ်ကတစ်မျိုးအင်္ဂါသမင်းနဲ့မလုံလောက်လို့ကြီးအိုးတို့ဘာတို့ဒါတွေကလည်းတစ်မျိုးနော်အဲ့ဒါလို့ဒါရတ္တယုံပဲရတ္တယုံတော့လိုက်ရတ္တယုံအမျိုးမျိုးကိုခံစားတာလူရဲ့စိတ်တွေဆန်းပြဖို့ပြောပါတယ်အာယုန်တွေနဲ့သွားလာနေဖို့ကြည့်ဖုဒ္ဓဘာယုံဆိုလို့ရှိရင်လည်းဝတ်ထားတဲ့အဝတ်ရဲ့နုညံမှုအေးမှုအထီးတွေ့ကောင်းမှုနေရာထိုင်ခင်းနေဆိုလို့ရှိရင်လည်းဒီစတီတို့အိယာတို့ဆိုရင် facility ကောင်းတာမကောင်းတာဒါတွေကိုကြည့်ပြီးတွေ့ရအမျိုးစုံခန္ဓာကိုယ်နဲ့ထိတွေ့အာယုန်ခံစားမှုဆိုတာတွေနဲ့အချိန်ကုန်နေတယ်ဆိုတာလိုက်စဉ်းစားကြည့်လိုက်စမ်းပါတကဘာလုံးဟာရူပယုံတတ္တယုံကန္တယုံရတ္တယုံပုဒ္ဓဘာယုံနောက်လိုက်နေတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားပါဗျာအမျိုးမြည်တွေဘယ်တော့ပြောဒီ၅မျိုးပဲဟုတ်လားဒီ၅မျိုးပဲရှိတာပဲနာမည်တွေဘယ်လိုပေးထားမဆုံးနိုင်အောင်စူပါမားကတ်တွေဝင်လိုက်လို့နာမည်တွေဘယ်လိုပေးနေတယ်ချုပ်ကြည့်လိုက်လို့ရှင်ဟောဒီအာယုံ၅ပါးပဲကဲနောက်ထပ်အာယုန်တွေကြံသေးတာလို့ဆိုတော့ဓမ္မယုံဆိုတာကြံတာတွေကိုဓမ္မယုံဆိုပြီးတော့မြတ်စွာဘုရားကစုပြီးသဘာဝအာယုန်အနေနဲ့ဟောထားတယ်။ဘာဖြစ်လို့လဲဆိုရင်မျက်စိနဲ့လည်းမြင်လို့မရဘူး။ဟောနားနဲ့လည်းနားထောင်ပြီးတော့ကြည့်လို့မရဘူး။နှာခေါင်းနဲ့လည်းနမ်းရှူကြည့်လို့မရဘူး။လျှာနဲ့လည်းရက်ကြည့်လို့မရဘူး။ခန္ဓာကိုယ်နဲ့လည်းထိပြီးတော့ကြည့်လို့မရဘူး။ကြံတဲ့အာယုန်အဲ့ဒီလိုအာယုံမျိုးတွေကလည်းရှိသေးတယ်အဲ့ဒီအာယုံတွေကိုအာလုံးဓမ္မယုံဆိုပြီးတော့ခုန်ထည့်တယ်အဲ့တော့ပေါင်းလိုက်တော့အာယုံ6ပါးအာယုံ6ပါးနဲ့ပြောနေကြတာနော်အဲ့နောက်ဆုံးဒီရူပယုံတရယုံကန္နရတ္တဖုဒ္ဓဘာယုံဆိုတဲ့ဒီအာယုံ5ပါးကတော့ညာတော့အဖြစ်လောဘဒေါသဖြစ်เสียအာယုံလေးကြီးပဲများပါကာမဂုဏ်အာယုံလို့ခေါ်ကာမဂုဏ်အာယုန်တွေပဲများတယ်ဓမ္မယုံဆိုတဲ့အထဲမှာတော့အမတန်လေးနေတဲ့သဘာဝတရားတွေပါနေတယ်
ဥပမာမဲ့နိဗ္ဗာန်ဆိုတာအဲဓမ္မယုံထဲမှာပါတယ်ပေါ့စိတ်နဲ့သိရတယ်ဒါမို့နိဗ္ဗာန်ဆိုတာမျက်စိနဲ့မြင်လို့မရဘူးနားနဲ့နားထောင်ကြည့်လို့မရဘူးနှာခေါင်းနဲ့နမ်းရှူကြည့်လို့မရဘူးလျှာနဲ့ရက်ကြည့်လို့မရဘူးခန္ဓာကိုယ်နဲ့ထိကြည့်ခြင်းလို့မရဘူးအမတန်သိမ်မွေ့တဲ့စိတ်အမတန်အဆင့်မြင့်တဲ့အသိဉာဏ်ဥသိတဲ့စိတ်နဲ့သာသိနိုင်တယ်ဟောအဲ့ဒီအာယုန်တွေအလုံးကိုဓမ္မယုံလို့ခေါ်တယ်စာပေလိုပြောမယ်ဆိုရင်ဓမ္မယုံကို6အုပ်စုခွဲပြီးတော့ပြောထားတယ်ဒါမှတ်လို့လွယ်အောင်ပြောတာပါ6အုပ်စုခွဲထားတယ်ဆိုတာပတာရယုံ5ခုဒုက္ခမယုံ16ခုဒါအပြီးမှသင်ထားတဲ့ပုဂ္ဂိုလ်တွေကြတော့ပတာရယုံ5ခုဆိုတာအခုဒီမျက်စိအကြည့်နားအကြည့်ဒီအာယုန်တွေရဲ့လာထိရဖြစ်တဲ့မျက်စိအကြည့်နားအကြည့်နှာခေါင်းအကြည့်လျှာအကြည့်ကိုယ်အကြည့်ဆိုတဲ့အဲ့ဒီအကြည့်နဲ့ပတ်သက်တဲ့ယုတ်တွေဒုက္ခမယုတ်လို့ဆိုတဲ့သိမ်မွေ့တဲ့တွေးထိစမ်းသပ်လို့မရတဲ့သိမ်မွေ့တဲ့သိဖို့ခက်ခဲတဲ့ယုတ်တွေ16ခုရဲ့အဲ့ဒါတွေဟာဓမ္မယုံပဲနောက်တစ်ခုစိတ်အားလုံးဟာဓမ္မယုံထဲမှာပါတယ်စိတ်ရှိစိတ်ကိုစိတ်ကလည်းစိတ်ရဲ့အာယုံဖြစ်နေတယ်ဆိုတာကိုသတိထားပါရှင်းစိတ်ကိုနောက်စိတ်ကသိနိုင်တယ်ဟုတ်မဖြစ်ပေါ်သေးတဲ့စိတ်တွေသူတော်ဘာစိတ်တွေနော်ဖြစ်ပြီးသားစိတ်တွေစိတ်ကိုလည်းစိတ်ကပြန်ပြီးတော့အာယုံပြုတယ်ဒါကြောင့်မလို့စိတ်အားလုံးဟာလည်းပဲအာယုံထဲမှာလည်းပါတယ်ဆိုတာမှတ်စေတသိက်တွေကိုလည်းပဲစိတ်ကအာယုံပြုလို့ရတယ်အဲဒါကြောင့်မလို့စေတသိက်ဟာလည်းပဲအာယုံထဲမှာပါတယ်နိဗ္ဗာန်တရားခန္ဓာအာယရဏဓာတ်တွေလုံးဝချုပ်ငြိမ်းသွားပြီခန္ဓာ၅ပါးချုပ်ငြိမ်းလို့ဒုက္ခဇတ်သိမ့်သွားတဲ့အငြိမ့်တနိဗ္ဗာန်အဲ့ဒီအငြိမ့်တနိဗ္ဗာန်ကလည်းပဲစိတ်နဲ့သိနိုင်တာဖြစ်လို့စိတ်ရဲ့အာယုံဆိုပြီးတော့အာယုံ6ပါးထဲမှာဓမ္မယုံထဲမှာထည့်ထားတယ်နောက်ဆုံးလောကီလူတွေအများအသိမှပြုပြီးတော့ခေါ်ထားတဲ့ပြဉ္ညာအမျိုးမျိုးပေါ့အဲ့ဒီပြဉ္ညာအမျိုးမျိုးဟာလည်းပဲအာယုံ6ပါးကဓမ္မယုံထဲမှာပါတယ်လို့ဟောတာစိတ်ရဲ့အာယုံလေးဆိုတာဒါအဲ့ဒီစိတ်ရဲ့အာယုံ6မျိုးကိုပဲ24ပစ္စည်းပဋ္ဌာန်းမှာအာရမဏပစ္စယောလို့ခေါ်တာပါခင်ဗျာအဲ့ဒီအာယုံမပါဘဲနဲ့စိတ်ဘယ်တော့မှမဖြစ်ဘူးစိတ်ရှိနေရင်အာယုံရှိတယ်ဆိုတာဒါသတ်မှတ်ထားနောက်ဆုံးမှာအိတ်နေတဲ့ချိန်တော့စိတ်ရှိတယ်စိတ်ရှိသည့်အတွက်ကြောင့်အဲ့ဒီအိတ်နေတဲ့စိတ်မှာလည်းအာယုံရှိတယ်လို့ဒီလိုသိရတယ်တချို့က unconscious ဆိုပြီးတော့ပြောကြတယ်ဒါဗုဒ္ဓဘာသာကအသုံးတော့မဟုတ်ဘူး unconsciousness မသိစိတ်ဆိုပြီးတော့ပြောကြတယ်အဲ့ဒါတခြားအဓိပ္ပာယ်နဲ့ပြောတာဒီအဘိဓမ္မာနဲ့သက်ဆိုင်တဲ့စကားဝေါ်ဟာတာတော့မဟုတ်ဘူးမသိစိတ်ဆိုတဲ့စကားတော့မသိစိတ်ဆိုတာတခါတည်းကျတော့လူကအတိရှိရှိတတိရှိရှိလောက်တာမဟုတ်ဘဲနဲ့မသိစိတ်ကလုံနေတယ်လို့ဒီလိုလူတွေကပြောလို့ရှိကြတယ်စိတ်ဆိုတဲ့နေရာမှာမသိစိတ်ဆိုတာမရှိဘူးစိတ်မှန်ရင်သိတာကြည့်ပဲအာယုံကိုသိတာကြည့်အာယုံကိုသိတတ်တဲ့သဘောကိုစိတ်လို့ခေါ်တယ်အာယုံမရှိဘဲလည်းစိတ်မဖြစ်ဘူးစိတ်ရှိလည်းရဲ့အာယုံမသိဘူးဆိုတဲ့အာယုံမဲ့စိတ်ဆိုတာဘယ်မှမရှိဘူးအာယုံမဲ့စိတ်မရှိဘူးအာယုံနဲ့စိတ်သာရှိတယ်စိတ်ဟာအမိမရှိဘဲဖြစ်ကောင်းဖြစ်မယ်အာယုံမရှိဘဲနဲ့တော့ဘယ်တော့မှမဖြစ်ဘူးအဘိဓမ္မာသမိုင်းမှာအာယုံမဲ့စိတ်ရှိတယ်ဆိုတဲ့အယူဆတရားပေါ်ခဲ့ဘူးလေအဲ့ဒါကြောင့်မို့လို့အာရမဏစိတ်လေးတည်တည်ဆိုအာရမဏဝိဇာရဏလက္ခဏာလို့စိတ်မှန်လို့ရှိရင်အာယုံကိုသိတဲ့လက္ခဏာရှိတယ်လို့ပြောတဲ့နေရာမှာအာယုံကိုသိတယ်လို့ပြောလိုက်တဲ့ဖြင့်အာယုံမရှိဘဲနဲ့စိတ်ဖြစ်နိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့အယူဆကိုတားမြစ်တယ်လို့ဒီကရောကျမ်းမှာအဲ့လိုဆိုထားတာရှိတယ်ဒါကြောင့်မို့အာယုံမဲ့စိတ်ဆိုတာဘယ်တော့မှမရှိဘူးတဲ့အာယုံနဲ့စိတ်သာရှိတယ်ကိုယ်စိတ်လေးကတခါတည်းကျတော့ကမ္မဋ္ဌာန်းထိုင်နေတဲ့ပုဂ္ဂိုလ်ကြီးကြုံတတ်တယ်ထွက်လေဝင်လေလေးမှားပြီးတော့ကမ္မဋ္ဌာန်းထိုင်သမာဓိလေးရလာတဲ့အခါကျတော့ထွက်လေဝင်လေကရပ်သွားသလိုကိုယ့်ရဲ့သမာဓိစွမ်းအားတွေဝိရိယစွမ်းအားတွေကနည်းသည့်အတွက်ကြောင့်ထွက်လေဝင်လေတွေကပျောက်သွားတော့စိတ်ကလေးကသူသုတ်ကင်နေကြအာယုံလေးမရှိတော့တာအာယုံမဲ့စိတ်လို့တချို့ထင်ကြမဟုတ်ဘူး
အဲ့ဒီမရှိတာကိုပဲသိနေတာဟာဒါသူ့ရဲ့အာယုံပဲခက်လေဝင်လေလေးရနေတယ်လို့သိနေတာကဒါသူ့ရဲ့အာယုံတစ်ခုပဲအဲ့တော့အာယုံမဲ့စိတ်ဆိုတာမရှိဘူးအာယုံနဲ့ကင်းပြီးတော့ဖြစ်တဲ့စိတ်ဆိုတာလည်းလုံးဝမရှိဘူးဒါကြောင့်မို့လို့စိတ်ဟာဟောဒီအာယုံ6မျိုးတည်းကတစ်မျိုးမျိုးနဲ့မကင်းမကွာဖြစ်လို့အာရမဏပစ္စယောဆိုပြီးတော့ပြတ်စွာစားဒီလိုဟောထားတာရှိပါတယ်။ကောင်းပြီအာယုန်နေတဲ့စိတ်ဟာစိတ်တိုင်းမှာအာယုန်အလုံးကိုရယူနိုင်စွမ်းမရှိကြပါဘူး။အာယုန်နဲ့အလုံးကိုရယူနိုင်စွမ်းမရှိဘူး။သူလက်လန်းမိတဲ့လောက်ပဲသူယူလို့ရတယ်။လူတွေရဲ့ပဂတိမျက်စိလိုပဲလူတွေမှာမျက်စိရှိပေမဲ့လို့မျက်စိရှိတိုင်းအကုန်လုံးမြင်နိုင်စွမ်းရှိကြတာမဟုတ်ဘူး။တဦးနဲ့တဦးလည်းမြင်နိုင်စွမ်းချင်းမတူဘူးပေါ့။သူ့အတိုင်းအတာနယ်ပယ်အတွင်းသာလည်းသူကမျက်စိကအမြင်အာယုတစ်ခုကိုဖမ်းယူနိုင်တယ်။နားကလည်းပဲအတိုင်းအတာအတွင်းမှာရှိတဲ့အတန်ကိုသာသူဖမ်းယူနိုင်စွမ်းရှိတယ်။အနံ့ကလည်းနှာခေါင်းကလည်းအတိုင်းအတာအတွင်းမှာရှိတဲ့အနံ့ကိုသာဖမ်းယူနိုင်စွမ်းရှိတယ်။အဲ့တော့လူတွေလက်လန်းမမီတဲ့အာယုတွေဆိုတာလည်းပဲရှိစိတ်တွေကလည်းပဲလက်လန်းမမီတဲ့ကိုအာယုမပြုတ်နိုင်တဲ့စိတ်တွေမိအာယုမပြုတ်နိုင်တဲ့စိတ်ကအာယုမပြုတ်နိုင်တဲ့အာယုတွေဒါမျိုးတွေရှိနေတယ်အဲ့ဒါဘာနဲ့နားလည်ရမလဲလို့ဆိုလို့ရှိရင်မနေ့တုန်းကမြင်ပြီးတဲ့အခါမှာအမြင်အာယုန်တစ်ခုဟာစက္ခုဒွါရဆိုတဲ့မျက်စိတကားကနေဝင်လာပြီးတော့အာယုန်တစ်ခုကိုဝတ္ထုယုတ်ကိုလာပြီးတော့ထိကြိုက်လာတယ်လာဆက်သွယ်လာတယ်ပေါ့မျက်စိနဲ့မြင်လို့ရတဲ့အမြင်အာယုန်တစ်ခုဒီမျက်စိတကားကဝင်လာပြီးတော့မိယာဝတ္ထုယုတ်ဖြစ်တဲ့မျက်စက္ခုပတာရယုတ်ပေါ်မှာလာပြီးတော့ထိလာတယ်ထင်ဟပ်လာအဲ့ဒါလိုထင်ဟပ်လာတဲ့အခါကျတော့စက္ခုဝိညာဉ်စိတ်ဖြစ်တယ်ပေါ့ဒါအဓိကစိတ်တစ်ခုလေးကိုပြောတာအဲ့ဒီမျက်စိကနေအမြင်တကားကနေပြီးတော့မျက်စိတကားကနေပြီးတော့ဝင်လာတဲ့မြင်စရာအာယုန်တွေဟာစက္ခုပတာရလို့ဆိုတဲ့မျက်လုံးပေါ်မှာထင်ရှားပေါ်လာတဲ့အခါမှာမနေ့ကစိတ်အစဉ်တွေဖြစ်ပုံလေးကိုအကြမ်းပြေပြောပြထားတယ်နော်မြင်လိုက်တာနဲ့တကြိုင်နဲ့အာယုန်အသစ်ဖြစ်သည့်အတွက်ကြောင့်အာယုန်အသစ်ကလေးဟာမိမိရဲ့မျက်လုံးထဲမှာလာပြီးထင်ဟပ်လိုက်တာနဲ့တကြိုင်နဲ့အဲ့ဒီအာယုန်အသစ်ကိုဖွင့်ပေးတဲ့စိတ်ကလေးကဘယ်လိုလဲတကားဖွင့်ပေးလိုက်တဲ့စိတ်ကပင်စဒွါရဝေဇန်စိတ်လို့ခေါ်တယ်အဲ့ဒီစိတ်ကလေးကတကားဖွင့်ပေးလိုက်တဲ့အခါကျတော့မှစက္ခုဝိညာဉ်စိတ်လေးကအဲ့ဒီအစဉ်အာယုန်လေးကိုမြင်တယ်ဆိုတာဖြစ်လာတယ်မြင်တယ်ဆိုတဲ့အစဉ်အာယုန်ပေါ်မှာတမ္ပတိဆိုင်ဆိုတဲ့စိတ်ကလက်ခံလိုက်တယ်တဏှိရဏစိတ်ဆိုတာစူးစမ်းလိုက်တယ်ဘုံထောဆိုတဲ့စိတ်ကခွဲခြားသတ်မှတ်လိုက်တယ်ပြီးတဲ့အခါကျတော့ဇောဆိုတဲ့စိတ်ကြတဲ့ထိုအာယုန်ရဲ့အရာတွေကိုအရှိန်အောင်ကောင်းကောင်းနဲ့ခံစားတယ်တရားယုံဆိုတာအဲ့ဒီအာယုန်ကိုဆက်ပြီးတော့စမြုပ်ပြန်တယ်လို့ဟောစက္ခုဒွါရမှာဖြစ်နိုင်တဲ့စိတ်ပေါင်း46ခုမနေ့ကစက္ခုဒွါရိကစိတ်ဒီမျက်လုံးတစ်ခါကနေပြီးတော့ဝင်လာတဲ့အဆင်းရူပယုံနဲ့ဆက်သွယ်ပြီးတော့အလုံးလုံးတဲ့စိတ်တွေဟာတရုပ်အားဖြင့်ရေတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်46ခုရှိတယ်။အဲဒီ46ခုသောစိတ်တို့ဟာပစ္စုပန်ရူပယုံလို့ဆိုတဲ့ဟောဒီရူပယုံကိုမြင်နိုင်စွမ်းရှိတယ်။သိကြတယ်လို့ပြောနော်။ပစ္စုပန်နဲ့ရူပယုံနဲ့ဆက်ဆက်ပြီးတော့သိတယ်မြင်တယ်လို့ဒီလိုပြောရတယ်။ရူပယုံကိုဒါကိုစာပေအနေနဲ့ပြောမှဆိုရင်အာယုံပြုတယ်လို့ပြောအာယုံပြုတယ်ဆိုတာဒီအာယုံကြောင့်ဖြစ်ကြတယ်လို့ဆိုလို့လေဒီအာယုံနဲ့ဆက်သွယ်ပြီးတော့ဖြစ်ကြတယ်ဒီအာယုံကဝင်လာပြီးတော့ဒီအာယုံနဲ့ဆက်သွယ်ပြီးတော့အလုပ်လုပ်ကြတယ်လို့ဒီလိုဆိုလို့လေနော်ကဲကောင်းပြီဒီနေရာမှာတစ်ဆက်တည်းနားလည်ဖို့ရစိတ်မှာဆောင်ရွက်တဲ့ကိစ္စ14မျိုးရှိတယ်စိတ်ဟာတစ်ခုနဲ့တစ်ခုဆောင်ရွက်မှုချင်းမတူကြဘူး
မတူကြသည့်အတွက်ကြောင့်သူဆိုင်ရာကိစ္စတွေကိုဆောင်ရွက်ကြတယ်အဲ့ဒီ14မျိုးတွေကအခုပြောခဲ့တဲ့ပိဿဒရဝေဇန်စိတ်ကလေးကနေစပြီးတော့ကြည့်အောင်ပိဿဒရဝေဇန်စိတ်ကသူကကိစ္စနဲ့နာမည်ပေးထားတာသူဆောင်ရွက်တဲ့ကိစ္စကအာဝိဇ္ဇံကိစ္စပါဠိလိုအာဝိဇ္ဇနာဆိုတာဆင်ခြင်တာအာယုံဘက်ကိုဥလှည့်ပေးတာအာယုံတကားကိုဖွင့်ပေးတာအဲ့ဒါသူ့ရဲ့ဆောင်ရွက်မှုကိစ္စလေးသူလုံးနိုင်တာဒါလေးပဲဒီပြင်ဘာမှသူမလုံးနိုင်ဘူးเนาะမျက်လုံးတကားကနေပြီးတော့အဆင်းအာယုံလေးကဆက်သွဲပြီးတော့သက္ကုပ္ပတာရယုတ်မှာလာထင်ဟပ်လာပြီးဆိုလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအာယုံကိုစတင်ပြီးတော့လက်ခံပြီးစဉ်းစားပေးတာကဘယ်သူလို့ဆိုရင်ပိဿဒရဝေဇန်ပဲအဲ့ဒီပိဿဒရဝေဇန်ရဲ့ဆောင်ရွက်မှုကိစ္စကဘာလို့ဆိုရင်စာလိုပြောရင်အာဝေဇန်ကိစ္စဆင်ញင်ပေးခြင်းကိစ္စသို့မဟုတ်မျက်နှာဥလှည့်ပေးခြင်းကိစ္စပဲ face to the object ဘက်ကိုမျက်နှာလှည့်လိုက်တာအဲဆိုဒီ object ကအရင်ရောက်လာတဲ့ခုမှအသိဝင်လာတဲ့ဘက်ကိုဥလှည့်ပေးလိုက်တယ်ဝင်လာတဲ့ဥချက်ကိုအစဆုံးဥလှည့်ပြီးတော့ပေးလိုက်တယ်ဥလှည့်ပေးလိုက်သည့်အတွက်ကြောင့်ဟောဒီအာယုံနဲ့ဆက်သွယ်ပြီးတော့စိတ်တွေဟာတစီတစားကြီးအလုံးလုံးကြတော့မယ်လို့ပြောတာနော်သူကတကားဖွင့်လိုက်တာနဲ့တကြိုင်နဲ့ဟောဒီအာယုံဟာစိတ်နဲ့ဆက်သွယ်မိသွားတယ်ပထမဆုံးဘယ်စိတ်နဲ့တွေ့တုံးဆိုစက္ခုဝိညာဉ်စိတ်နဲ့တွေ့တယ်ဒါပြင်စက္ခုဝိညာဉ်စိတ်ရဲ့ function ကဘာတော့သူဆောင်ရတဲ့ကိစ္စကဘာတော့ဆိုမြင်ခြင်းကိစ္စဒါကိုစာပေကဓာတနာကိစ္စလို့ပြောမြင်တယ်ဆိုတဲ့သဘောလေးတစ်ခုပဲရှိတယ်သူမှာအဲ့ဒီမြင်ခြင်းကိစ္စကိုစက္ခုဝိညာဉ်စိတ်ကဆောင်ရွက်ပြီးသူကိစ္စပြီးသူကချုပ်သွားခေါဏပိဿဒရဝေဇန်စိတ်ကလည်းတကားဖွင့်ပေးလိုက်တယ်ဆင်ញင်ပေးလိုက်တယ်အာယုံလေးဘက်ကိုဥလှည့်ပေးလိုက်တယ်အာယုံကိုတကားဖွင့်ပေးလိုက်တယ်ဒါသူတောင်းဝန်ပြီးတာနဲ့သူကချုပ်သွားသူ့လောကဒါပဲဒီတဲ့သူဘာမှပုံမလုံးနိုင်တစ်ခုစီဒီသဘောကိုစဉ်းစားကြည့်ရင်ကိုထမင်းစားတဲ့အခါမှာဇွန်ခင်းနဲ့စားရမှာလားဇွန်ခင်းနဲ့စားတယ်ဆိုတဲ့လူတွေကဇွန်ကဘာလုပ်ပေးတာလဲထမင်းတယ်ပေးတယ်ဟင်းတယ်ပေးတယ်ပဲကော်ပြီးတော့ထမင်းဟင်းကိုတဲလာတာပဲရှိတယ်ယူပေးတာတောင်လက်ကယူရတာနော်ဝါတာသူနဲ့ဆိုင်ရလားဆိုင်မှုမျိုးချတာရောသူနဲ့ဆိုင်မှုသူ့လို့တာသူ့လို့ပြီးရင်ပြီးရောသူကဟုတ်ကဲ့အဲ့ဒီတိုင်းပဲမျက်စိတကားကနေဝင်လာပြီးတော့ပတာရယုံမှာထင်ဟပ်လာတဲ့ရူပါယုံလေးကိုရှေးဥစွာဆင်ញင်နှလုံးသွင်းပေးလိုက်တာကသို့မဟုတ်တကားဖွင့်ပေးလိုက်တာကသို့မဟုတ်အဲ့ဒီအာယုံဘက်ကိုဥလှည့်ပေးလိုက်တာလေးကပိဿဒရဝေဇန်စိတ်သူ့ရဲ့ဆောင်ရွက်မှုကိစ္စကအာဝိဇ္ဇံကိစ္စအာဝိဇ္ဇနာဆိုတာဥလှည့်ပေးတာစိတ်အစစ်တစ်ခုအပြောင်းလဲလုပ်ပေးလိုက်တယ်အာယုံအသစ်ကိုသူကအာယုံအသစ်စီဘက်ကိုဥလှည့်ပေးလိုက်တယ်စိတ်ကိုအဲ့ဒီဘက်ကိုလှည့်ပေးလိုက်တာဟုတ်ကဲ့အဲ့တော့လှည့်ပေးလိုက်တဲ့အခါပိဿဒရဝေဇန်စိတ်ကလှည့်ပေးပြီးတာနဲ့တပြိုင်နက်သူကိစ္စပြီးလို့သူကချုပ်သွားတယ်သူချုပ်လိုက်တာနဲ့တပြိုင်နက်သူ့နောက်ကနေပြီးတော့ပေါ်လာလိုက်တာကဒါဘသူကြောင့်ပေါ်လာတာတော့ဘသူကပေါ်ခိုင်းတာတော့လို့ဆိုလို့ရှိရင်စိတ်တနိယာမလို့ခေါ်တယ် order of mind mental order လို့ခေါ်တယ်စိတ်တနိယာမသဘောရဓာပိလာတယ်ဒီတိုင်းလာနေတာပဲအဲ့ဒါသဘာဝတရားရဲ့စွမ်းအားလို့ပြောပိဿဒရဝေဇန်စိတ်ကလေးကသူချုပ်သွားတာဟာချုပ်သွားတာမဟုတ်ဘူးစက္ခုဝိညာဉ်စိတ်ဖြစ်ဖို့ရ chance ပေးခဲ့တာသူပေးခဲ့တဲ့ chance စွမ်းအားကြောင့်စက္ခုဝိညာဉ်စိတ်လေးကဟောဒီအာယုန်နဲ့ဆက်ပြီးတော့မြင်ခြင်းကိစ္စကိုဆောင်ရွက်ပြီးတော့စက္ခုဝိညာဉ်စိတ်ကလေးကဖြစ်ပြီးသူကလည်းချုပ်သွားတာသူကမြင်သွားတာသူဘာမှသိတာမဟုတ်ဘူးမြင်သွားတာသူကမြင်ပြီးတော့ချုပ်သွားတော့သူကိစ္စပြီးတော့ဘယ်သူဆက်လာတော့ဆိုဒီအာယုန်လေးကအလုံးလုံးမပြီးသေးဘူးလေခုမှတကားဖွင့်ပေးရတာနဲ့သူ့ကိုမြင်ုံလေးပဲမြင်ရသေးတယ်ဒီစိတ်ကလေးကိုလက်ခံပြီးတော့တွေးရအောင်ပါဒါကြောင့်မို့လို့လက်ခံပေးတဲ့စိတ်ကိုတမ္ပတိဆိုင်စိတ်လို့ခေါ်တယ်တမ္ပတိဆိုင်စိတ်ရဲ့
ကိစ္စကဘာလို့ဆိုလက်ခံခြင်းကိစ္စဒါကိုတမ္ပတိဆိုင်ကိစ္စလို့မြန်မာကဘာသာမပြန်တော့ပဲနဲ့တမ္ပတိဆိုင်ကိစ္စလို့ဒီလိုပဲရေးနေတာအဘိဓမ္မာဝေါဟာတော့တမ္ပတိဆန္ဒအဲ့တော့လက်ခံဆိုတဲ့စကားလုံးပဲမှာမြန်မာစကားလက်ခံဆိုတာပိုးလွယ်လက်ခံခြင်းကိစ္စအဲ့တော့တမ္ပတိဆိုင်စိတ်ကလက်ခံခြင်းကိစ္စကိုဆောင်ရွက်ပြီးတာနဲ့တပြိုင်နက်သူလည်းချုပ်သွားတယ်သူချုပ်သွားတာနဲ့တပြိုင်နက် automatic ပဲတော့ကအကြအလှမရှိအောင်တစ်ခုပြီးတစ်ခုဆက်ပေါ်နေတယ်ဘယ်လိုပေါ်လာလို့ဆိုရင်တန်တိရဏဆိုစူးစမ်းအာယုန်လေးလက်ခံထားတဲ့အာယုန်လေးကိုစူးစမ်းမှုဆိုတဲ့စူးစမ်းဆင်ခြင်မှုဆိုတဲ့တန်တိရဏစိတ်ကလေးရဖြစ်သွားတယ်သူကလည်းစူးစမ်းပြီးတာနဲ့သူ့ရဲ့ကိစ္စကတန်တိရဏစူးစမ်းခြင်းစုံစမ်းခြင်းဆိုတဲ့ကိစ္စ investigation အဲ့ဒီစူးစမ်းမှုကိစ္စလေးပြီးသွားတာနဲ့တပြိုင်နက်သူကလည်းချုပ်သွားတယ်ချုပ်သွားပြီးတဲ့အခါသူပေါ်လာပြန်လို့ဆိုဝုထောဆိုတဲ့စိတ်ကလေးပေါ်လာတယ်ဝဋ္ဌဗနာဆိုတာအာယုံကိုတတ်မှတ်ချက်ကလေးတစ်ခုပေးသွားဒီအာယုံရဲ့သဘောတဘာဝကိုတတ်မှတ်ချက်ကလေးပေးသွားအဲ့ဒီတတ်မှတ်ချက်ကလေးပေးသွားပြီးရင်သူကိစ္စပြီးသွားလို့သူကရပ်သွားသူချုပ်သွားပြန်ချုပ်သွားတဲ့အခါကျတော့ဘယ်စိတ်တွေပေါ်လာတော့ဆိုတော့ဇောဆိုတဲ့စိတ်ပေါ်လာပါဠိစကားလုံးကသဝနာကိုမြန်မာပြုထားတော့ဇောဘာဖြစ်လို့ဇောခေါ်တာတုံးလို့ဆိုတော့ဇဝနာဆိုတာမြန်မာပြန်မယ်ဆိုရင်တော့လျင်မြန်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပြန်လို့ရတယ်အရှိန်အဟုန်ဆိုတဲ့အဓိပ္ပာယ်လည်းပြန်လို့ရတယ်အဲ့ဒီနေရာမှာအဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာဇောကိစ္စကိုဇောကိစ္စဆောင်ရတဲ့စိတ်ပေါင်းက55ခုရှိတယ်ကုသိုလ်တွေမှန်တယ်များဇောကိစ္စဆောင်ရတယ်အကုသိုလ်တွေမှန်တယ်များဇောကိစ္စဆောင်ရတယ်နော်နောက်ပြီးတော့ယဟန္တာသမဏမှာဖြစ်လာတဲ့ကရိယာလို့ခေါ်တဲ့ကုသိုလ်တစ်ဖြစ်လဲကရိယာစိတ်တွေကဇောကိစ္စဆောင်ရကြတယ်ဖိုလ်စိတ်တွေကလည်းပဲဇောကိစ္စကိုဆောင်ရကြတယ်တဲ့ဉာဏ်နဲ့ဝိပဿစိတ်တို့ဘာလို့ဆိုတော့ဇောကိစ္စကိုမဆောင်ရနိုင်ဘူးကရိယာစိတ်တွေကလည်းခုနကအာယုံဘက်ကိုဥလှည့်ပေးတဲ့စိတ်အာယုံကိုဆင်ခြင်ပေးတဲ့အာဝိဇ္ဇစိတ်တွေလည်းဇောကိစ္စကိုမဆောင်ရနိုင်ကြဘူးဒါဖြင့်ဇောဆိုတာဘာကိုပြောတာလဲဆိုတော့ဒီကကြောကျမ်းကသူကဘယ်လိုလေးပဲရှင်းပြလို့ဆိုဇောကိစ္စဆိုတာအာယုံပေါ်မှာဖြစ်ပေါ်လာတဲ့အာယုံကိုတစ်ချိန်ဖြစ်စေအချိန်များစွာဖြစ်စေအရှိန်အဟုန်နဲ့ဖြစ်တယ်လို့လျင်မြန်တဲ့အနေအထားဖြင့်ဖြစ်ပြီးတော့ဖြစ်တဲ့သဘောကိုဇောကိစ္စလို့ဒီလိုရေးတယ်အဲ့လိုရေးတော့လေဒီဆရာတော်ကြီးကလျင်မြန်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရေးတာကိုလေဒီဆရာတော်ကြီးသဘောမကျလို့သူ့ရဲ့ပရမတ္ထဓိပတိထဲမှာလျင်မြန်တယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးဇဝနဇောဆိုတာအရှိန်အဟုန်လို့ဆိုတဲ့အဓိပ္ပာယ်အရှိန်ကောင်းတယ်ပေါ့ဉာဏ်နဲ့စိတ်တွေနဲ့မတူဘူးသူကပါဝါရှိတယ်အရှိန်ရှိတယ်ဆိုတော့မိုးချိုးများလို့ပဲအရှိန်ဟွာပြင်းထန်တယ်ပေါ့ဇောစိတ်ဟာအရှိန်အဟုန်ရှိတယ်တစ်ချိန်ပဲဖြစ်ဖြစ်နှစ်ချိန်ပဲဖြစ်ဖြစ်ဖြစ်တဲ့အချိန်ကအဓိကမဟုတ်ဘူးနေတာမြန်တာလည်းအဓိကမဟုတ်ဘူးစိတ်ဆိုတာတူတူကြီးပဲဇောစိတ်ကပိုးမြန်တယ်လို့ဒီလိုဆိုတာမဟုတ်ဘူးတဲ့အာယုန်နဲ့ပတ်သက်ပြီးတော့အရှိန်အဟုန်ကောင်းတဲ့စိတ်လို့ဒီလိုဆိုလို့အရှိန်အဟုန်ကောင်းတဲ့ကိစ္စကိုဆောင်ရွက်လို့ဇောကိစ္စလို့ကြည့်လေအာယုန်နဲ့တွေ့လို့ခုနကမျက်စိကမြင်လာတဲ့အာယုန်ကကိုနှစ်ချိုက်တဲ့အာယုန်ဆိုလို့ရှိရင်အရှိန်အဟုန်ကောင်းနဲ့တွေ့တာတဲ့တတ်မဲ့တဲ့လူချင်းနဲ့ဆိုတာဖြစ်လာဇောစိတ်တွေအဲ့ဒါကြတော့လောဘဇောစောပြီပေါ့ကိုမလို့ခြင်းတဲ့အာယုံဖြစ်လို့ရှိရင်ဒေါသဇောဆိုတဲ့မုန်းတီးတဲ့ရွံ့ရှာတဲ့ဆိုတဲ့စိတ်ဓာတ်တွေဖြစ်ပေါ်လာဒီလိုဖြစ်လာကောင်းတဲ့စိတ်တွေဆိုလို့ရှိရင်လည်းကုသိုလ်ဇောတွေစောလာတယ်ပေါ့အာယုံပေါ်မှာအမိပြုပြီးတော့ကုသိုလ်ဇောတွေစောလာသူ့မှာပဲပန်းလေးတစ်ပွင့်မြင်လိုက်တာတဲ့တိုင်းနဲ့အဲ့ဒီပန်းလေးဆိုတဲ့အာယုံပေါ်မှာကြည့်ပြီးတော့တချို့ပုဂ္ဂိုလ်ကြတော့ပန်းလေးကလှလိုက်တာခေါင်းပေါ်ပန်းလိုက်အောင်မယ်
တော့မို့ဆွဲပေါ်လှထားလိုက်အောင်ပဲဆိုတဲ့အတွေးနဲ့တွေးလို့ရှိရင်ခံစားဖို့တွေးတာဖြစ်တော့ကြောင့်လောဘစောစောတယ်ပေါ့တချို့ကြတော့အဲ့လိုမဟုတ်ဘူးပန်းလေးကလှလိုက်တာဖျားတင်အောင်မှပဲဆိုစဉ်းစားလိုက်လို့ရှိရင်ကုသိုလ်စောစောပြန်ကုသိုလ်စိတ်ကလေးဝင်လာတာအဲ့ဒါအရှိန်အဟုန်နဲ့ဖြစ်တဲ့စိတ်လေးအဲ့ဒီစိတ်က energy ရှိတယ်လို့ဒါကြောင့်မို့လို့ဇောစိတ်ဟာအာယုန်နဲ့ပတ်သက်ပြီးတော့တတ်မဲ့တာလည်းပဲသူတို့ပဲမုန်းတီးတာလည်းသူတို့ပဲတတ်မဲ့မှုကင်းတာလည်းသူတို့ပဲမုန်းတီးမှုကင်းသွားတာလည်းသူတို့ပဲဒီဇောစိတ်တွေကကုသိုလ်အကုသိုလ်ဆိုတဲ့အလိုက်အားလျော်စွာအခြားအကြောင်းတွေကိုမှီပြုပြီးတော့ဇောစိတ်တွေစောကြတယ်အဲ့ဒီဇောစိတ်နဲ့ရှင်ပြီးတော့လာတဲ့စေတနာလေးတွေဟာကံအရာမြောက်သွားကြတယ်ဉာဏ်နဲ့စေတနာတွေကိုကာမပစ္စယောလို့ဟောပြီးမဲ့လို့ဇောစိတ်တွေနဲ့ရှင်တွဲလာတဲ့ကုသိုလ်အကုသိုလ်နဲ့ရှင်တွဲလာတဲ့ဒီစေတနာကသာလေအရှိန်အဟုန်ရှိတယ်အရှိန်အဟုန်ဆိုတာအကျိုးကိုထုတ်လုပ်နိုင်တဲ့စွမ်းရည်တတ္တိတွေရှိတယ်ပေါ့ရှိန်ရှိတယ်အဟုန်ရှိတယ်ဆိုတာအဲ့ဒါဇဝနာဆိုတာအရှိန်အဟုန်ဆိုတဲ့အဓိပ္ပာယ်ကိုယူရမှာပေါ့အရှိန်အဟုန်ရှိသည့်အတွက်ကြောင့်ဘဝတစ်ခုကိုတည်ဆောက်နိုင်လောက်အောင်စွမ်းရည်တတ္တိတွေထက်တဲ့စေတနာစွမ်းအားတွေကဇောစိတ်တွေနဲ့အတူဖြစ်တယ်အဲ့ဒီဇောစိတ်တွေဖြစ်ပြီးတဲ့နောက်မှာအရှိန်အဟုန်ရှိတဲ့စိတ်ရဲ့နောက်ကနေလိုက်ပြီးတော့အရှိန်အဟုန်ရှိတဲ့စိတ်ရဲ့အာယုံကိုဆက်ခံပြီးတော့ယူတဲ့စိတ်ကိုတော့ဒရာယုံစိတ်လို့ခေါ်တယ်။ဒါကြောင့်မို့ဒရာယုံဆိုတာတဆိုတာထိုဇောစိတ်ရဲ့အာရမဏအာယုံကိုယူတဲ့စိတ်လို့ဒီလိုအဓိပ္ပာယ်ရတယ်။ဇောရဲ့အာယုံကိုဆက်ခံတဲ့စိတ်လို့ဒီလိုပြောတာနောက်ဆက်တွဲကဇောရဲ့အာယုံသူယူနေကြအာယုံကိုမယူဘဲနဲ့ဇောရဲ့အာယုံကိုနောက်ကနေပြီးယူတာလူတွေကတခုခုစားပြီးလို့ရှိရင်အရသာမခံဘူးလားမျိုးချပြီးတဲ့နောက်မရှိတဲ့နောက်မှာအရသာလေးကခန်းနေတာသိတယ်အဲ့ဒါမျိုးလို့ဒရာယုံဆိုတာကအရှိန်အဟုန်နောက်ကနေလိုက်သွားတဲ့ဟာလေးကိုပြောတာစာပေထဲမှာတော့ဥပမာပေးထားတယ်အရှိန်နဲ့ဆန်တက်သွားတဲ့မော်တော်ဘုတ်ရဲ့နောက်ကိုတဲ့ရေထဲမှာမျောနေတဲ့ဗေဒာပင်လေးတွေလိုဟာမျိုးလေးတွေကရေစည်းနောက်မလိုက်ဘဲနဲ့အဲ့ဒီမော်တော်ဘုတ်နောက်အရှိန်လေးနဲ့လိုက်ပါသွားတာမျိုးမရှိဘူးလားအဲ့ဒီအရှိန်ပြင်းလို့ရှိရင်ပါသွားတဲ့သဘောလေးပါတဲ့အဲ့ဒါကိုဒရာရမဏလို့ခေါ်တယ်တန်အာရမဏတန်ဆိုတာထိုဇောရဲ့အာယုံကိုပဲအာရမဏအာယုံပြုတယ်လို့ပြောတာအဲ့ဒီစိတ်ကမဟာဝိပဿစိတ်၈ခုနဲ့တန်တိရဏစိတ်၃ခုအဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့အခုဒီအစင်းအာယုံလေးနဲ့ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်တွေဟာဒါအာယုံကလေးတစ်ခုတည်းပေါ်မှာစိတ်တွေအများကြီးအလုံးလုံးနေတယ်ဆိုတာကိုပြောတာဒါနဲ့နေပြီးပြီလားဆိုမပြီးသေးဘူးဒီစိတ်နဲ့လည်းမပြီးသေးဘူးဒါမျိုးတွေနောက်ထပ်ပြီးတော့ဖြစ်အောင်မယ်ဒီအာယုံလေးနဲ့ပတ်သက်ပြီးတော့မနောဒွါရမှာထပ်ပြီးတော့လာအောင်မယ်ဘာတွေလာမလို့ဆိုရင်မနောဒွါရဝိဇံဒီအာယုံဘက်ကိုထပ်မှန်ပြီးတော့ဥလှည့်ပေးလိုက်တဲ့စိတ်ကလေးတစ်ခါပေါ်လာပြန်တယ်ပေါ်လာပြီးရင်ဇောစိတ်တွေပေါ်မယ်ဒရာယုံတွေပေါ်မယ်နောက်တစ်ခါထပ်ပြီးတော့ဥလှည့်ပေးပြန်အောင်မယ်ဇောစိတ်တွေပေါ်မယ်ဒရာယုံတွေပေါ်မယ်နောက်တစ်ခါထပ်ဥလှည့်ပေးပြန်အောင်မယ်၄ခါလောက်လှည့်လိုက်တဲ့အခါမှာဒါပန်းမယ်ဆိုတာသိတာသို့တော်လည်းစိတ်ဆိုတာအလွန်လျင်မြန်သည့်အတွက်အခုမြင်အခုသိတယ်လို့ထင်ကြတာဉာဏ်လုံးအားကြီးလို့အခုမြင်အခုသိလို့ဒီလိုထင်တာကောင်းပြီအဲ့ထဲပဲအစင်းအာယုံဆိုတဲ့အာယုံလေးတစ်ခုကိုအကြောင်းပြုပြီးတော့စိတ်တွေဟာဘယ်လောက်ဖြစ်သွားရတယ်လဲစဉ်းစားကြည့်ထိုစိတ်တွေနဲ့ဆက်သွယ်ပြီးတော့အလုံးလုံးတဲ့စိတ်တွေကနံပါတ်1ပင်စတော်တာဝေဇံစိတ်သူ့ရဲ့ကိစ္စကပါတယ်အဝေဇံကိစ္စဆင်ញင်ပေးခြင်းအာယုံကိုဆင်ញင်ပေးခြင်းအာယုံဘက်ကိုဥလှည့်ပေးခြင်းဆိုတဲ့ကိစ္စနောက်ပြီးတော့သက္ခုဝိညာဉ်စိတ်နှစ်ခုမြင်ခြင်းကိစ္စအဝိဇ္ဇံကိစ္စမြင်ခြင်းကိစ္စကိုစာပေလို့ဓာတနာကိစ္စအမြင်ကိစ္စအမြင်ကိစ္စပြီးတော့တမ္ပတိဆိုင်ကလက်ခံတာကိုလက်ခံတဲ့ကိစ္စလက်ခံခြင်းကိစ္စတန်တိရဏကစုံစမ်းတာဖြစ်သောကြောင့်စုံစမ်းခြင်းကိစ္စဝဋ္ဌပနာကခွဲခြားသတ်မှတ်တာဖြစ်သောကြောင့်ခွဲခြားသတ်မှတ်ခြင်းကိစ္စဇဝနာကအရှိန်အဟုန်ဖြင့်အာယုန်နဲ့ဆက်ပြီးအလုံးလုံးသောကြောင့်အရှိန်အဟုန်ကိစ္စဒရာရဝဏထိုဇောအာယုန်ရဲ့အာယုန်ကိုဆက်ခံမှုဆိုတဲ့
တရားယုံကိစ္စဟောကိစ္စပေါင်းဘယ်လောက်ရှိတော့အဲ့ဒါတွေကစိတ်ရဲ့ကိစ္စတွေပဲနော်စိတ်ရဲ့ကိစ္စတွေအဝိဇ္ဇံကိစ္စဆင်ញင်တဲ့ကိစ္စမြင်ခြင်းကိစ္စလက်ခံခြင်းကိစ္စစုံစမ်းခြင်းကိစ္စခွဲခြားသတ်မှတ်ခြင်းကိစ္စအရှိန်အဟုန်ဖြစ်ပေါ်ခြင်းကိစ္စနဲ့အာယုံကိုဆက်ခံခြင်းကိစ္စ9ခုဖြစ်သွားအဲ့ဒီထဲမှာအတန်အာယုံဆိုလို့ရှိရင်ကြားခြင်းကိစ္စဆိုရယ်သောတာဝိညာဉ်စိတ်လာမယ်ကြားခြင်းကိစ္စနော်အတန်ဆိုရင်ကြားခြင်းကိစ္စဖြစ်မယ်တခါအနတ်ဆိုလို့ရှိရင်နမ်းရှူခြင်းကိစ္စအရသာဆိုလို့ရှိရင်လက်ရခြင်းကိစ္စဖုဒ္ဓဘာယုံဆိုလို့ရှိရင်ထိခြင်းကိစ္စဟောဒီကိစ္စတွေလာတယ်အဲ့ဒီတော့ခုနတည်းပဲကြားခြင်းကိစ္စသဝနာကိစ္စနမ်းရှူခြင်းကိစ္စခာယနာကိစ္စလက်ရခြင်းကိစ္စသာယနာကိစ္စထိတွေ့ခြင်းကိစ္စဖုဒ္ဒနာကိစ္စအဲ့ဒီ၄ခုထည့်လိုက်လို့ရှိရင်ခုနက12ခုတဲ့ခုနကတည်းကဒီ၄ခုထည့်လိုက်လို့ရှိရင်ခုနက9ခု12ခုဖြစ်သွားတယ်ဟုတ်ကဲ့ဟောဒါစိတ်ရဲ့ function တွေကိုပြောနေတာနော်စိတ်ကိစ္စ14ခုကိုစာတိုင်းရေးပြနေလို့ရှိရင်မမှတ်မိမှဆုံးလို့အခုဒါသူ့ရဲ့ဆောင်ရွက်ချက်တွေအာယုန်နဲ့ကြည့်ပြီးတော့ကြည့်လိုက်လို့ရှိရင်ဒီစိတ်ရဲ့သဘာဝတွေပေါ်လာတယ်မဟုတ်လားကဲအဲ့ဒီထဲမှာ12ခုရှိသွားပြီ12ခုထဲမှာဘာကျန်နေတုံးဆိုလို့ရှိရင်လူဘဝစလာတဲ့အချိန်မှာဟိုဘဝကဘဝတစ်ခုအပြီးတတ်သွားလို့လူတယောက်ဟာတည်သွားလိုက်တာနဲ့တကြိုင်နဲ့ကံအတိတ်ကချက်ချင်းအခွင့်ရေးရပြီးတော့အကျိုးတစ်ခုကိုထုတ်လုပ်လိုက်တယ်ဘဝတစ်ခုကိုဆက်ဆက်ပြီးတော့ထုတ်လုပ်လိုက်တယ်အဲ့ဒီလိုဆက်ဆက်တဲ့ကိစ္စကိုဘာခေါ်လို့ဆိုရင်ပဋိသန္ဓိကိစ္စဘဝတစ်ခုနဲ့တစ်ခုပြတ်မသွားအောင်ဆက်ပေးခြင်းကိစ္စဟိုဘဝကတည်လို့သုတိဆိုတဲ့စိတ်ကလေးပေါ်လိုက်တာနဲ့တကြိုင်နဲ့သုတိဆိုတဲ့စိတ်ကလေးမကြမချင်းကံအတိတ်ကအခွင့်ရေးမရသေးဘူးနော်သုတိဆိုတာလေးလည်းပြီးရောဟိုကလက်ချက်တခါတည်းသူ့ရဲ့ကိစ္စတွေလည်းအပြီးတတ်သွားရောနောက်ကတခါတည်းကံအတိတ်ကဝင်လာပြီးတော့ချက်ချင်းပရိသေတွေဆိုတာထုတ်လုပ်လိုက်တယ်အဲ့ဒီသုတိနဲ့ပရိသေကြားမှာပြတ်မသွားအောင်ဘဝတစ်ခုနဲ့တစ်ခုပြတ်မသွားအောင်ပြန်ပြီးတော့ဆက်ဆက်ပေးသည့်အတွက်ကြောင့်ပဋိဆိုတာပြန်၍တန်တိဆိုတာစက်တာတဲ့ဒါကြောင့်မလို့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ relinking consciousness re ဆိုတာပြန်ပြီးတော့ linking ဆိုတာဆက်ဆက်တာ relinking consciousness လို့ဒီလိုပြန်အဲ့တော့ relinking function ပြန်ဆက်ဆက်တဲ့ကိစ္စဒါပရိသေကိစ္စလို့ခေါ်တယ်အဲ့ဒီကိစ္စတစ်ခုထည့်လိုက်ပဲဆိုရင်စတင်ဖြစ်မသွားဘူးလားဒါကအဲ့ဒီပရိသေကိစ္စပြီးတဲ့အခါကျတော့နောက်ပိုင်းမှာဘဝတစ်ခုဟာစင်ဆက်မပြတ်အောင်ဆက်သွယ်ပြီးတော့ပေးနေတဲ့စိတ်တွေကဘဝင်စိတ်လို့ခေါ်တယ်ဘဝင်ကဘဝအင်္ဂဆက်လက်ဖြစ်ပေါ်နေမှုရဲ့အကြောင်းလို့ပြောတာအဲ့ဒီဘဝင်စိတ်တွေကဘဝရဲ့အဆက်အသွယ်ဆက်လက်ဖြစ်ပေါ်နေမှုကိုဆောင်ရွက်နေသောကြောင့်သူတို့ကိုဘဝင်ကိစ္စလို့ပဲခေါ်တယ်နော်ဘဝင်ကိစ္စနောက်ဆုံးမှာကံတစ်ခုရဲ့အကျိုးတစ်ခုကိုလုံးဝရပ်ဆိုင်းပြစ်လိုက်ပြီးဘဝတစ်ခုကိုအဆုံးသတ်ပြစ်လိုက်တဲ့စိတ်ကြတော့သုတိအဲ့ဒါကြတော့သဝနာကိစ္စရွေလျောခြင်းကိစ္စပေါင်းလိုက်တဲ့အခါကျတော့ကိစ္စ14အဲ့ဒီကိစ္စတွေကိုဘယ်သူကဆောင်ရွက်တာလဲဆိုဆိုင်ရာစိတ်တွေကဆောင်ရွက်တာဟောလူတွေရဲ့တဏ္ဍာမှာဖြစ်နေတဲ့စိတ်တွေကတကားနေကြတာမဟုတ်ပါဘူးတဲ့နော်တို့တွေလည်းမအားပဲနဲ့ထမင်းချဲရတယ်အဝတ်လျှော်ရတယ်ဆိုကိုကိစ္စတွေရှိနေတယ်လို့ထင်စိတ်ကလည်းပဲလုံနေရတာပဲနော်သူကိစ္စသူလုံနေကြတာကြီးပဲအကုန်လုံးရန်နာနေရတယ်လို့မရှိဘူးဆိုင်ရာ function တွေကိုဆောင်ရွက်ပြီးတော့နေကြတာအကုန်လုံးဘယ်ရာဝတ္ထုပဲဖြစ်ဖြစ်သူ function တွေသူရှိနေတာကြီးပဲမော်တော်ကားလေးတစ်စင်းကြည့်လိုက်အောင်လားထိုမော်တော်ကားမှာလည်းပဲ function တွေမရှိဘူးလားရှိတာပဲpetrol ကလည်း petrol function လောက်ရတာပဲ engine ကလည်း engine ရဲ့ function ပဲ battery ကလည်း battery ရဲ့ function ပဲ wheel ကလည်း wheel ရဲ့ function ပဲ body ကလည်း body ရဲ့ function ပဲ driver ကလည်း driving လောက်ရတာ function ပဲဟော function တွေအကုန်ပေါင်းလိုက်တဲ့အခါကျတော့မှအကျိုးတစ်ခုဖြစ်တာပဲ
အခုလဲစိတ်တွေအားလုံးဟာပေါင်းပြီးတော့အလုပ်လုပ်ထားတယ်ဆိုတာမပေါ်ဘူးလားအဲ့တော့အနိစ္စသဘောရောမထင်ရှားဘူးလားမြင်လိုက်တဲ့အာယုံလေးတစ်ခုပေါ်မှာကြည့်လှုပ်လိုက်ကြရတာနဲတာမဟုတ်ဘူးဘာနဲ့ဥပမာတူလို့ဆိုအာယုံလေးတစ်ခုဝက်စိတ်တွေစုပြီးတော့ထမင်းလုံးလေးခြီသွားတယ်လို့ပဲစိတ်တွေဟာဝက်စိတ်ကမှအကောင်လေးအများကြီးမြင်ရအောင်ပဲစိတ်တွေကတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဖြတ်နဲ့အာယုံကိစ္စကိုလှုပ်သွားလိုက်ကြတာရှိရနာရသလားဆိုဘယ်တော့မှရနာရတယ်လို့မရှိပရိသေစိတ်ကစလိုက်တဲ့စိတ်အစဉ်ဟာဘယ်ကြမှာရပ်သွားတော့ဆိုသုတိအဲ့ကြတော့ရပ်လာဆိုမရပ်ပြန်ဘူးနောက်တစ်ခါပရိသေလာအောင်အဲ့တော့စိတ်အစဉ်ဟာဘယ်တော့မှရပ်တန့်သွားတာမရှိဘူးရပ်တန့်သွားတာမရှိဘူးဝင်လာတဲ့အာယုန်တွေပေါ်မှာလည်းပဲစိတ်တွေဟာအလုံးလုံးနေကြတယ်မျက်စိကမြင်အာယုံပေါ်မှာအလုံးလုံးတယ်နားကကြားလို့ရှိရင်ကြားတဲ့အာယုံပေါ်မှာအလုံးလုံးတယ်နော်နှာခေါင်းကနားလို့ရှိရင်နားနဲ့အနားပေါ်မှာအလုံးလုံးကြရတယ်လျှာနဲ့အရသာနဲ့ထိတွေ့တဲ့အခါအရသာဆိုတဲ့အာယုံပေါ်မှာအလုံးလုံးကြတယ်ခန္ဓာကိုယ်နဲ့ထိတွေ့တဲ့အခါမှာအထိတွေ့ဆိုတဲ့အာယုံပေါ်မှာအလုံးလုံးကြတယ်အေးမျက်စိနားလျှာကိုယ်မှာအာယုံတစ်ခုအသိဝင်လာတာမရှိဘဲနဲ့စိတ်အတွေးလေးနဲ့အလုံးလုံးနေတာလည်းမရှိဘူးလားရှိတယ်စိတ်ဟာအားတယ်နားတယ်မရှိပဲတဲ့စိတ်တွေကဆိုင်ရာတော့အဲ့ဒီမှာအလုံးလုံးပြီးတော့အာယုန်တွေနဲ့ဆက်ဆက်မပြတ်ဖြစ်ပြီးတော့နေတာမြတ်စွာဘုရားကထိုအာယုန်တွေရဲ့ဒီစိတ်ပေါ်မှာလွှမ်းမိုးနေတာကိုအကြောင်းပြုပြီးတော့အာရမဏပစ္စယောလို့ဒီလိုဟောတာအချင်းချင်းဆက်တယ်ပြီးတော့စိတ်တစ်ခုပြီးရင်တစ်ခုသွားနေတာကိုကြည့်ပြီးတော့အနန္တရပစ္စယောသမဏန္တရပစ္စယောနတ္ထိပစ္စယောဝိကတပစ္စယောလို့ဟောတာစိတ်လေးတွေချုပ်သွားပြီးမှနောက်စိတ်ပေါ်နိုင်တာဖြစ်လို့ဥပနေတယပစ္စယောလို့ဟောတာနော်အာကြီးတဲ့အနန္တရူပနေတယပစ္စည်းတဲ့ဟောအဲ့ဒီထဲမှာပဲဇောစိတ်လေးတွေကတစ်ခုပြီးတစ်ခုသွားတာဖြစ်သောကြောင့်အာသေဝနာအရှိန်အဟုန်ရှိတယ်ဆိုပြီးတော့ဟောတာအဲ့ဒီထဲမှာပဲကုသိုလ်ကံအကုသိုလ်ကံတွေနဲ့ရှင်တွဲကုသိုလ်အကုသိုလ်တွေနဲ့ရှင်းလာတဲ့စေရနာကြတော့ကာမပစ္စယောနာနခဏိကကာမပစ္စယောလို့ဒီလိုပဋ္ဌာန်းထဲမှာဟောတာမြတ်စွာဘုရားဟောတာတွေကအားလုံးဟာအနှစ်ချုပ်ကြည့်တော့အခုပြောခဲ့တဲ့ဟာတွေပဲကိုယ်တစ်ခုနဲ့တစ်ခုဆက်သွယ်ဖြစ်ပေါ်နေပုံတွေကိုပြောတာအဲ့တော့အာယုန်လေးတစ်ခုဖြစ်ပေါ်လာတာနဲ့တပြိုင်နက်စိတ်ပေါင်းများစွာဟာအလုံးလုံးသွားကြတယ်အလုံးလုံးပြီးတော့လည်းပဲချုပ်ပြောက်သွားကြတယ်တဦးနဲ့တဦးရောဆက်သွယ်မှုရှိရတာဆိုမရှိဘူးသတ္တရဝိဇ္ဇစိတ်ကလေးကသက္ကဝိညာဉ်စိတ်ပဲတွန်းပို့ခဲ့တာတယောက်နဲ့တယောက်တွေ့လားမတွေ့ဘူးလူလူစဉ်းစားပြီးတော့ကြည့်ပေါ့ပိဿန္တရဝိဇ္ဇစိတ်နဲ့သက္ကဝိညာဉ်စိတ်ကတွေ့ကြတာမဟုတ်ဘူးပိဿန္တရဝိဇ္ဇစိတ်ချုပ်သွားမှသက္ကဝိညာဉ်စိတ်ပေါ်တာဉာဏ်သိစိတ်ကလေးပေါ်တာဉာဏ်သိစိတ်လေးချုပ်သွားမှလက်ခံတဲ့တံပိဆိုင်စိတ်ပေါ်တာလက်ခံတဲ့စိတ်ချုပ်သွားမှတဏှိရဏဆိုတဲ့ဆုံးကန်းတဲ့စိတ်ကလေးပေါ်တာဆိုစိတ်တွေဟာတစ်ခုပြီးမှတစ်ခုပေါ်တာလို့ဆိုတော့တကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တို့တွေဟာရှင်သန်နေတယ်လို့ပြောတာဟာစင်စစ်မပြတ်ထပ်ဖြစ်နေတာကိုပြောနေတာတဲ့မသေးတာကိုပြောတာမဟုတ်ဘူးလူတွေဟာအသက်ရှင်နေတာစိတ်ကလေးတစ်ခုနဲ့အသက်ရှင်နေတာလူတိုင်းဟာယက်တည်နေတာစိတ်ကလေးတစ်ခုနဲ့ယက်တည်နေတာဘာနဲ့ဥပမာတူလို့ဆိုရင်ကတ္တရာလမ်းပေါ်မှာကားမောင်းသွားလို့ရှိရင်ဘေးအလုံးဟာကတ္တရာလမ်းနဲ့ထိနေတာမဟုတ်ဘူးဒီလက်တော်လောက်ရှိတဲ့ဘိန်းလေးတာနဲ့ကတ္တရာလမ်းနဲ့ထိနေတာခြံတွေကတခြားနေရာရောက်နေတာဟုတ်ကဲ့လားလေပတ်နေလို့လားအဲ့ဒါမျိုးလိုပဲလူရဲ့စိတ်တွေကစိတ်ကလေးတစ်ခုတည်းနဲ့ပဲအသက်ရှင်ကြတယ်ဒါကြောင့်မို့ဧကစိတ်တသမာယုတစိတ်ကလေးတစ်ခုတည်းအခိုက်အတန့်လေးတွေမှာလူတွေအသက်ရှင်နေကြတာဒါကိုပဲအသက်ရှင်တယ်လို့ပြောနေကြတာထပ်ပြီးတော့ဖြစ်နေလို့ရှိရင်အသက်ရှင်နေကြတယ်လူတွေမပြောနဲ့ကဘာပေါင်းမြောင်များစွာအသက်ရှင်နေဆိုတဲ့ဗြဟ္မာတွေလည်းဒီနည်းပဲအဲ့တော့လောကကြီးဟာအကြောင်းတရားတွေကဘလောက်ပံ့ပိုးထားရတယ်ဆိုတာစဉ်းစားကြည့်အကြောင်းတရားတွေကပံ့ပိုးထားလို့မြတ်စွာဘုရားကသင်္ခတအကြောင်းတရားတွေကစုပြီးတော့လုပ်ထားတဲ့အရာတွေတဲ့အကြောင်းတရားတွေရှိနေတယ်များတော့ဆက်လက်ပြီးတော့သွားနေဦးမှာပဲအကြောင်းတရားတွေမရှိတော့ဘူးဆိုလို့ရှိရင်ပြိုလဲသွားမှာပဲလို့ဆိုတော့ဘဝတန်တရားကြီးဟာတကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ယုံမုန်းပြီးတော့ညီးဝေးเสียအဲ့ဒါလိုမြင်တဲ့အရိယာပုဂ္ဂိုလ်တွေဟာဘဝကြီးကိုမလိုချင်တော့ဘူးဘာဖြစ်လို့လဲဆိုရင်သာဝရရွေရှားနေတဲ့အရာကြီးဖြစ်လို့ဘယ်အရာကိုမှငါလို့ပြောလို့မရဘူးခုနကရူပါယုံဆိုတဲ့အစင်ကလေးမျက်စိကမြင်ပြီးတော့မျက်စိဒီ
မျက်စိတကားကနေပြီးလာထင်ဟပ်လို့မြင်လိုက်တဲ့အခါတကားဖွင့်ပေးတဲ့စိတ်ကလေးကိုငါလို့ပြောမှလားမြင်တဲ့စက္ခုဝိညာဉ်စိတ်ကလေးကိုငါလို့ပြောမှလားလက်ခံတဲ့တာဝတိဆိုင်လေးကိုငါလို့ပြောမှလားဆိုငါတို့ပြောစရာတခုမှမရှိဘူးသူတို့ကသူဖြစ်ပြီးပြတ်သွားကြပြီလေကိုပိုင်လိုက်ဟာရောတခုရှိရလားမရှိဘူးသူကသူတွားနေတာအဲ့ဒီတွားနေတာလေးကိုလိုက်ပြီးတော့လူတွေကပိုင်ဆိုင်နေကြတာတဲ့ဘာနဲ့အလားတရံတူလို့ဆိုရင်ဟုတ်လားတော့ကအင်းထဲမှာလာပြီးတော့တောပဲတွေလာကျက်စားနေတာတွေကိုငါပဲလို့ထင်တယ်လို့ပဲအချိန်တန်တော့အကုန်ပဲတွေကတောထဲပြန်သွားကြမှာပဲနော်အကုန်လုံးငါဟာလို့ပြောစရာတခုမှမရှိဘူးအားလုံးဟာဒါကြောင့်မို့လို့သင်္ခါရေပရတောပတ္တဆိုသင်္ခါရတရားတွေဟာပရကိုယ်နဲ့မဆိုင်တဲ့ဟာတွေကြီးပဲကိုယ်သူ့ဖြစ်နေကြတယ်ငါလည်းမဆိုင်ဘူးငါဟာလည်းမဟုတ်ဘူးသင်္ခါရေပရတောပတ္တသင်္ခါရတရားတွေကိုအဲ့ဒီလိုငါမဟုတ်ဘူးဆိုတဲ့အတွေးလေးထိမြင်လာအောင်ရှုကြည့်ရမယ်ဟုတ်လားအဘိဓမ္မာသင်ရတဲ့အကျိုးတရားဟာအနိစ္စသဘောတရားကိုလည်းပို့ပြီးတော့ထင်ရှားလာတယ်ဒုက္ခသဘောတရားဆိုတာလည်းပို့ပြီးတော့ထင်ရှားလာတယ်အနတ္တကိုမပိုင်ဘူးဆိုတာလည်းပို့ထင်ရှားလာတယ်တမာအားဖြင့်ထပ်တလဲလဲဖြစ်နေတာကိုကြည့်ပြီးလူတွေကကိုပိုင်နေတယ်လို့ထင်တာကိုလို့ပြောစရာတောင်တခုမှမရှိဘူးနော်ငါလို့ပြောစရာအချိန်ပိုင်းကဒီဟာကိုငါလို့ပြောလိုက်တာနဲ့တပြိုင်တည်းမရှိဘူးနောက်တစ်ခုပြောင်းနေပြီလေနောက်တစ်ခုပြောင်းနေပြီစိတ်အစဉ်ကလည်းအဲ့ဒါလောက်မြန်တယ်ရုပ်တွေကလည်းပြောင်းလဲပြီးတော့ဖြစ်ပြနေတာဖြစ်တယ်အေးဒါကြောင့်မို့လို့ငါဆိုတဲ့အယူအဆွဲတွေငါဟာဆိုတဲ့အယူအဆွဲတွေအဲ့ဒီအယူအဆွဲတွေကိုဖြေဖြတ်နိုင်အောင်ဘုရားမြတ်စွာကဒီသဘာဝတရားတွေကိုအသေးစိတ်ခွဲခြားပြီးတော့အဘိဓမ္မာသဘာဝအနေနဲ့ဟောကြားတာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ညဒီအဘိဓမ္မာမြတ်ဒေသနာအပိုင်း1မှာစိတ်ဤအာယုံများနဲ့ဆောင်ရွက်မှုကိစ္စများဆိုတာကို perspective view အနေနဲ့ apply လုပ်တတ်အောင်လို့ဘုန်းကြီးတို့ဟောပြီးပါပြီဆက်လက်ပြီးတော့လေ့လာရမှာကတော့ဘယ်စိတ်ကဘယ်အာယုံကိုဘယ်စိတ်ကဘယ်အာယုံကိုအာယုံပြုတယ်ဆိုတာသိညွှန်ကြားထဲမှာလာတဲ့အတိုင်းဆက်လက်လေ့လာဖို့ပါနော်အဲ့ဒါကိုဆက်လက်လေ့လာရမယ်ပြီးတော့ဘယ်စိတ်ကဘယ်ကိစ္စကိုဆောင်ရွက်တယ်ဆိုတာလည်းဆက်လက်လေ့လာကြရမှာဖြစ်ပါတယ်အခုကတော့အားလုံးကိုခြုံငုံပြီးတော့ apply လုပ်ပြီးတော့ပြောတာဖြစ်ပါတယ်ဒါကြောင့်တရားချက်ကသူတော်စင်ပြိဿတို့သည်မိမိတဏ္ဍာမှာဖြစ်ပေါ်ရရှိသောစိတ်ရဲ့အာယုံများထိုအာယုံများနဲ့ဆက်သွယ်ပြီးစိတ်ရဲ့လှုပ်ဆောင်ချက်များကိုသိရှိနားလည်သဘောပေါက်ကြပြီးသင်္ခါရသဘာဝတရားတွေပေါ်မှာညီးငွေတဲ့စိတ်တွေဖြစ်ပေါ်လာပြီးနိဗ္ဗာန်ချမ်းသာ၏ကောင်းမြတ်တဲ့သဘောတွေကိုထင်သာပြန်လာရှိလာအောင်ကြင်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းတတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံသိကြကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတာအစရမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာဆွင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာညင်တော်ကိလေသာအစိတ်တောက်ဟူသမျှတို့သည်သမုဟတပိဉ္စဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမြောက်အောင်ပယ်ဖြောင်းအကုန်သည်ဟောတုစစ်စစ်မသိဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းတတ်သောပိဋိဘောကိလေသာဟုပုခတိန်ကင်းငြိမ်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း